Hello အားလုံးပဲမင်္ဂလာပါ Limitless Trading ကနေပြန်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ဒီ Limitless Trading ရဲ့ admin Rick ပဲဖြစ်ပါတယ်ဒီနေ့ video လေးမှာကျွန်တော်အဓိကထားပြီးဆွေးနွေးသွားခြင်းတဲ့အကြောင်းအရာလေးရှိပါတယ်အဲ့ဒါတော့ဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ short term long term trading ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်မျှဝေပေးခြင်းတာဖြစ်ပါတယ်ဒီအကြောင်းအရာလေးကိုကျွန်တော်ဒီ Facebook ကိုဒီကျွန်တော်ရဲ့ Telegram channel မှာရောဒီ content တစ်ခုအနေနဲ့ကျွန်တော်မျှဝေပေးခဲ့ရလေးရှိပါတယ်အဲ့မှာတော့ကျွန်တော်အချင်းချင်းလေးပဲဒီအိုင်းစာလေးနဲ့ရှင်းပြတာပေါ့ဒီနေ့မှာကျွန်တော်လက်တွေ့ဒီ short term trading နဲ့ long term trading ဆိုတော့ဘာလဲဆိုတော့ကျွန်တော်အဓိကထားပြီးမျှဝေပေးချင်တာဖြစ်ပါတယ်ခင်ဗျဆိုတော့အရင်ဆုံးကျွန်တော်တို့စပြီးတော့ဒီနေ့ဘာတွေဆွေးနွေးသွားမှာလဲပေါ့အရင်ဆုံးစပြီးဆွေးနွေးသွားမှာကကျွန်တော်တို့ဒီ trading နဲ့ investment ဆိုတော့ဘာလဲဆိုတာရေနောက်ပြီးလို့ရှိရင် long term trading ဆိုတော့ဘာလဲ long term trading မှာကျွန်တော်တို့အသုံးပြုတဲ့ strategy ကိုကျွန်တော်တို့ technical analysis ကဘာလဲနောက်ပြီးလို့ရှိရင် short term trading ဆိုတော့ဘာလဲနောက်ပြီးလို့ရှိရင်ဒီ short term trading မှာကျွန်တော်တို့ဘာလို့ strategy နဲ့သုံးရမလဲဆိုတာရေနောက်ဆုံးမှာကျွန်တော်ဒီ risk management အကြောင်းအရာလို့ကျွန်တော်ညှို့ပေးချင်ပါတယ်ခင်ဗျOkay အရင်ဆုံးစပြီးကျွန်တော်တို့သိရမှာကလူတော်တော်များများကျွန်တော်တို့ဒီ industry တွေကိုရောက်လာလို့ရှိရင် investment နဲ့ trading ဆိုတဲ့စကားလုံးတစ်ခုတော်တော်များများမသေးခွဲကြဘူးပေါ့အရင်ဆုံးစပြီးကျွန်တော်ဆွေးနွေးချင်တာက investment ပေါ့So investment ဆိုတာဘာလဲ investment mean putting your money into an asset like stock တွေရှိမယ် crypto တွေရှိမယ် real estate တွေရှိမယ်ပေါ့ဒီ investment ဆိုတဲ့အသုံးနှုန်းကကျတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဥပမာကျွန်တော် crypto ပေါ့ BTC ကိုကျွန်တော်က investment လုပ်ထားတယ်ပေါ့ investment လုပ်တဲ့တကူကကျွန်တော်တို့ BTC ကိုဥပမာ BTC ဈေးကျတော့9200မှာကျွန်တော်ကဝယ်ထားတယ်investment လုပ်လိုက်တယ်ပေါ့ဥပမာဒေါ်လာ1000လောက်လောက်ဒေါ်လာ9000လောက်လောက် investment လုပ်လိုက်တယ်ပေါ့ investment လုပ်တဲ့သူတွေနဲ့ဒီ trader နဲ့ဘာကွာလဲဆိုလို့ရှိရင် investment လုပ်တဲ့သူတွေအကြာကြီးကင်တာဥပမာကျွန်တော်တို့ BTC 9200နဲ့သူက BTC 9500ဖြစ်လဲသူကမရဘူး BTC 9500နဲ့9300ပြန်ကြတော့လဲသူကမရဘူးနောက်ပြီး8000ရောက်သွားလဲသူကမရောင်းသေးဘူး9000အခုရောက်သွားလဲမရောင်းသေးဘူးအခု32000ပေါ့33000 4000ဝန်းကျင်ရောက်နေလေသူကမရောင်းသေးဘူးပေါ့အဲ့လို long term ကင်ပြီးတော့သူတို့ကဒီဘယ်လိုပြောရမလဲရေရှည်ကိုကြည့်ပြီးတော့လုပ်တဲ့လူတွေနောက်ပြီးလို့ရှိရင်ဒီဘယ်လိုပြောရမလဲသူတို့က6လတော့လောက်9လတော့လောက်1နှစ်တော့လောက်အဲ့လို hold ထားတဲ့လူတွေငွေကြေး amount တစ်ခုနဲ့ holding လုပ်ထားတဲ့လူတွေအဲ့လိုတွေကိုကြာသူတို့က investment လုပ်တယ် investment လုပ်တဲ့လူတွေရဲ့ရည်ရွယ်ချက်ကတော့သူတို့ကရေရှည် plan အတွက်အဓိကထားပြီးတော့သူတို့ကဒီ level မှာ investment လုပ်ကြပေါ့ဟုတ်ပြီကျွန်တော်တို့ trading ပေါ့ trading တမရဘာလဲဆို trading mean buying and selling assets frequently to profit from short term price movement ဟုတ်ပြီကျွန်တော်တို့ trading ကဘာလဲဆိုလို့ကျွန်တော်တို့ကဒီကျွန်တော်တို့မှာ day trader ရှိရ swing trader ရှိရပေါ့ trading မှာ scalper တွေနောက်ပြီးရင် position trader အများကြီးတော့ရှိပါတယ်ဒါပေမဲ့ကျွန်တော်အဓိကထားပြီးဒီနေ့ပြောချင်တာ day trading နဲ့ swing trading နှစ်ခုကိုကျွန်တော်အဓိကထားပြီးပြောချင်တယ်ပေါ့ကျွန်တော်တို့ day trading ကကျတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကနေ့စဉ်ပုံမှန်ဖြစ်ပျက်နေတဲ့ market ထဲမှာကျွန်တော်တို့က trade ပြုလုပ်နေကြဥပမာကျွန်တော်တို့ BTC က9000ကနေပြီးတော့8000ကျားမှာ ranging တစ်ခုသွားနေတဲ့အချိန်မှာကျွန်တော်က9000မှာရောင်းမယ်8000မှာပြောင်းမယ်9000မှာရောင်းမယ်8000မှာပြောင်းမယ်အဲ့လိုပုံစံကျွန်တော်တို့ကနေ့စဉ်နဲ့ trading လုပ်နေကြတယ်ချို့ဆို position trading ရှိမယ် swing trading ရှိမယ် swing ဆိုလို့ရှိရင်ဥပမာ8000ကနေဝယ်လိုက်တယ်3သိန်းလောက်ရောက်တဲ့အချိန်မှာပြန်ပြီးတော့ရောင်းကြတယ်အဲ့လိုပုံစံနဲ့ကျွန်တော်တို့ကဒီ short term trading တွေလုပ်နေကြတယ်အဲ့ဒါကိုကျွန်တော်တို့ဘယ်လိုခေါ်လဲဆိုလို့ရှိရင် trading လုပ်တယ်လို့ခေါ်တယ်ပေါ့ okay ဟုတ်ပြီကျွန်တော်တို့ကဒီအခုမှဆိုလို့ရှိရင်ကျွန်တော်တို့က investment နဲ့ trading ဆိုတဲ့စကားလုံးတစ်ခုကိုကျွန်တော်တို့နားလည်သွားမယ်လို့ထင်ပါတယ် okay နောက်ထပ်ပြောချင်တာဒီမှာကျွန်တော်တို့ဒီ trading နဲ့ investment ကွာခြားချက်လေးရှိပါတယ်အဲ့ဒါဘာလဲဆိုကျွန်တော်ဒီမှာ table လေးတစ်ခုနဲ့ပြထားပါတယ်ဆိုတော့ investment ကြောင့်အဓိကထားတာကကျွန်တော်တို့က long term တော့ကျွန်တော်တို့ကအဓိကထားတယ် trading ကဘာလဲကျွန်တော်တို့ short term ကျွန်တော်ရေတိုမှာဒီ market ထဲမှာအကျိုးမြတ်ရှာမယ် investment ကတော့ကျွန်တော်ကိုယ်မှာငွေကြေး amount တစ်ခုနဲ့သူတို့ကရေရှည်ရင်းနှီးမြှုပ်နှံကြမယ်ပေါ့ဟုတ်ပြီနောက်ထပ်ဒီသူတို့ရဲ့ရည်မှန်းချက်ကဘာလဲဆိုတော့သူတို့ကဒီ word building ပေါ့ကျွန်တော်တို့ဒီ investment ကြတော့ဘာလဲဆိုလို့ကျွန်တော်တို့ကရေရှည်ဘယ်လိုပြောရမလဲရေရှည်အကျိုးမဲ့တစ်ခုမျှော်မှန်းတာဒါပေမဲ့ကျွန်တော်တို့ဒီ trading မှာကျကျွန်တော်တို့က quick profit ပေါ့ကျွန်တော်တို့ဥပမာတနေ့ရေရှည်ဥပမာသူက BTC 9000က BTC 9000မပြော BTC 3000လောက်ထဲဝယ်ထားပြီးတော့9000မှာဆိုလို့ရှိရင်တော့သူက6000လောက်အမြတ်ရနေလေကြာကြည့်မယ်ဒါပေမဲ့ကျွန်တော်တို့ကဒီ trading ကကျတော့ဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်တို့ဥပမာကျွန်တော်တို့ကတနေ့ကိုဒေါ်လာ100 margin ရှိတနေ့ကိုဒေါ်လာ100ရှာမယ်ပေါ့ကျွန်တော်တို့ဒီ market ထဲကနေဆိုလို့ရှိရင်ကျွန်တော်တို့ကရက်30ဆိုလို့ရှိရင်100ဆိုတော့3000ပေါ့ကျွန်တော်အကြမ်းမြင့်လို့တော့ရက်30 100ရှာလို့ရက်30လို့လည်း3000ရိုင်းမှရမှာကျွန်တော်အဲ့လိုတရက်မှာကိုတားချင်တဲ့ target တစ်ခုပေါ့ဥပမာကို market နဲ့ live ပြီးတော့ကိုကဘယ်လို profit ယူရမလဲ quick profit ပေါ့ကျွန်တော်တို့ day trading ဆိုလို့ရှိရင်အလုံးစုံ3ရက်ကနေပြီးတော့
4ရက်လောက်ဒီပဲထားကြပဲကျွန်တော်တော်တော်များများအဲ့လိုပုံစံနဲ့ကျွန်တော် quick profit ယူတယ်နောက်လို့ရှိရင် market ကကြတော့ investment မှာလည်း fundamental analysis သုံးတယ်ဒါပေမဲ့တစ်ခါကြလို့ရှိရင် technical analysis သုံးတယ်ဥပမာ support resistance ဆွဲပြီးတော့ investment လုပ်ကြရလူတွေရှိလို့ trading မှာကြတော့ technical analysis ကိုလုံးဝချင်းသုံးတကယ်ဘယ်လိုပြောရမလဲအသုံးချနိုင်မှာကျွန်တော်တို့ကဒီ trading level တွေဝင်လာတာကောင်းတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့က frequency ကကြတော့ rare transaction ကျွန်တော်တို့trader investment ကကြတော့ကျွန်တော်တစ်ခေါက်ဝင်သွားလို့ဆိုလို့ရှိရင်သူကရေရှည်လနဲ့ချီပြီးကြိုင်တာဆိုတော့သူကတိတ်ပြီးတော့အဲ့လောက်ကြီးတိတ်ပြီးတော့ trading ဘယ်ပြောရမလဲဒီအချိန်မများဘူးကျွန်တော်တို့လုပ်တဲ့အချိန် investment လုပ်တဲ့အချိန်မများဘူးဒါပေမဲ့ trading မှာကျကျွန်တော်တို့ကဒီ frequent buying and selling ဖြစ်တယ်ပေါ့ကျွန်တော်တို့ကဒီနေ့တိုင်းမှာ trading လုပ်နေတာဖြစ်တဲ့အတွက်နေ့တိုင်းမှာဝယ်နေရောင်းနေပုံစံဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့က trade ရေးတွေများနိုင်တယ် risk level ကျကျွန်တော်တို့ဒီ investment risk နဲ့တယ်သူက investment ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ကအောက်ဆုံးမှာဝယ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါနဲ့ချီတက်ထားတဲ့သူ့မှာ risk မရှိဘူးtrading မှာကျွန်တော်တို့ကဒီ leverage တွေတော့ပြီးလို့ရှိရင် market ကဒီရေတိုတင်းမှာထွေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့က market အတက်ကြရင်မှာကျွန်တော်တို့ liquidate ဖြစ်သွားနိုင်တယ်ပေါ့ liquidation ထိသွားနိုင်တယ် stop loss တွေထိရဖြစ်နိုင်တယ်အဲ့အတွက်ကျွန်တော်တို့ကဗာလဲ higher risk ဖြစ်နိုင်တယ်ပေါ့နောက်ဆိုရင် stress level ကျတော့ investment ကျတော့မရှိတလောက်ပေါ့ဥပမာကျွန်တော်တို့ဒီ BTC 9200လောက်ပြန်ကြတဲ့အချိန်မှာတော့ဒါဘယ်လိုပြောရမလဲဒီကဘာလုံး stock market တွေဒါဈေးကျတဲ့အချိန်မှာတကောအဲ့လိုပုံစံမျိုးဖြစ်တဲ့တော့အဲ့လိုအချိန်တွင်းမှာတော့သူ stress ဖြစ်ရင်ကောင်းဖြစ်နိုင်မယ်ဒါပေမဲ့ကျွန်တော်တို့ရေရှည်မှာတော့တိတ်ပြီးတော့အဲ့လောက်ကြီးပြဿနာမရှိဘူးဒါပေမဲ့ကျွန်တော် trading ကျတော့အရန် stress ဖြစ်တယ်ဘာလို့ဆိုတော့ကျွန်တော်ကဒီရေတိုကာလအတွင်းမှာကျွန်တော်က trading ပြုလုပ်ရတဲ့အရန် stress ဖြစ်တယ်နောက်ပြီးလို့ရှိရင် leverage ကိုအများကြီးယူတဲ့သူတွေတက်ဆိုလို့ရှိရင်ပို့ပြီးတော့စိတ်ဒုက္ခရောက်တယ်ပေါ့ကျွန်တော်တို့ဒီ trading ကျတော့အခုမှစပြီးဝင်လာမဲ့သူတွေတက်ဆိုလို့ရှိရင်ကျွန်တော်ကအဓိကအကြံဉာဏ်ပေးချင်တာတော့ဒီဘယ်လိုပြောရမလဲ investment ကိုတော့ပို့ပြီးတော့အကြံဉာဏ်ပေးရအောင် investment အဲ့လောက်ကြီးလဲတိတ်ပြီးတော့ကျွမ်းကျင်စရာမလိုဘူးတကယ်ဘယ်လိုပြောရမလဲ top 20 coin တွေကိုတကယ်နေရာကောင်းတွေမှာအကယ်၍ဒါဖမ်းပြီးတော့ဝယ်နိုင်မယ်ဆိုလို့ရှိရင်ဒီရေရှည်မှာအကျိုးမြတ်ရနိုင်တယ်ဒါပေမဲ့ trading ကကြောင့်ကျွန်တော်တို့ကနေ့စဉ်နဲ့အများဒီ market ထဲမှာ buy sell လုပ်ပြီးတော့အကျိုးမြတ်ရှာနိုင်တဲ့အတွက်ပို့ပြီးတော့ဒီ investment နဲ့ဆိုင်တော့ပို့ပြီးတော့ခက်ခဲရဲအကျိုးမြတ်ရဖို့ရေရှည်မှာအကျိုးမြတ်ရဖို့အတွက်ကလည်း stable တစ်ခုဖြစ်ဖို့ကလည်းကျွန်တော်တို့အချိန်ကြီးအများကြီးပေးရတယ် trading ကကြတော့ okay ဟုတ်ပြီဒါကကျွန်တော်ဒီ trading နဲ့ investment ဆိုတာဘာလဲဆိုတော့ကျွန်တော်ရှင်းပြပေးသွားတာပေါ့ဟုတ်ပြီဒီနေ့ topic ရဲ့အဓိကဆိုတော့ကျွန်တော်ဒီမှာ short လေးနဲ့ကျွန်တော်ချက်ရှင်းပြခြင်းပါတယ်ဒီနေ့ topic ရဲ့ကျွန်တော်အဓိကအကြောင်းအရာကျွန်တော်ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ short term trade နဲ့ကျွန်တော် long term trade ဆိုတာဘာလဲဆိုတော့ကျွန်တော်အဓိကထားပြီးတော့ရှင်းပြပေးခြင်းတာပါဟုတ်ပြီကျွန်တော်အခုဖွင့်လာတာက Ethereum chart လေးပဲဖြစ်ပါတယ်ကျွန်တော်အရင်ဆုံးစပြီးတော့ long term trade ဆိုတဲ့အကြောင်းအရာကိုကျွန်တော်စပြီးရှင်းပြမယ်ကျွန်တော် long term trade ကိုရှင်းပြခြင်းတဲ့အတွက်ကျွန်တော်ရဲ့ဒီ long term holding လုပ်တဲ့ပုံစံလေးကိုကျွန်တော်စပြီးတော့ရှင်းပြမယ်ပေါ့ okay ကျွန်တော်က long term trade ဆိုတာဘာလဲပေါ့ long term trade ဆိုတာကကျွန်တော်တို့ဥပမာတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့အဲ့ဒါကိုကျွန်တော်တို့ရေဘူးကနေသုံးသပ်မယ်ဆိုလို့ရှိရင်တော့ long term trade ကိုကျွန်တော်တို့ကဒါကိုswing trade လို့လည်းပြောလို့ရတယ်ကျွန်တော်တို့ position trade လို့လည်းပြောလို့ရတယ်ပေါ့ swing trade ဆိုတဲ့သဘောအရကျွန်တော်တို့က swing ဖြစ်တဲ့နေရာပေါ့ swing ဖြစ်တဲ့နေရာ market ကိုဘယ်လိုပြောရမလဲဒီ reversal ပေါ့ကျွန်တော်တို့ reversal ဖြစ်တဲ့နေရာ swing ဖြစ်တဲ့နေရာမှာကျွန်တော်တို့ကဒီ trade ကြရတာပေါ့ဥပမာဘယ်လိုနေရာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလိုနေရာတွေဆိုလို့ရှိရင်ကျွန်တော်တို့ကဒါကို swing ဖြစ်တဲ့နေရာလို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်ပေါ့ဒီနေရာလေးဆိုလို့ရှိရင်ဒါကကျွန်တော်တို့ swing point လို့သတ်မှတ်လို့ရတယ်ဒီလိုနေရာမှာကျွန်တော်တို့ကအယောင်းဝယ်ပြုလုပ်ကြရတယ်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ long term trade ဆိုတာကိုကျွန်တော်စပြီးတော့ဒီအခုစပြီးတော့ပြောကြချင်တယ်ပေါ့ okay ဟုတ်ပြီကျွန်တော် long term trade ပေါ့ long term trade ဆိုတာဘာလဲကျွန်တော်တို့က swing trade မဲ့ကျွန်တော်တို့ဒီ market ကိုကျွန်တော်တို့ကခုန investment လို့မဟုတ်ဘဲနဲ့ကျွန်တော်တို့က position တစ်ခုကိုအနည်းဆုံးကျွန်တော်တို့တစ်ပတ်ဒါမှမဟုတ်နှစ်ပတ်အဲ့လောက်ထိတော့ကျွန်တော်တို့ holding လုပ်မယ်ပေါ့ကျွန်တော်တို့ကအဲ့လိုလုပ်တဲ့ချိန်မှာကျွန်တော်တို့ကရွေးချယ်စရာတွေကတော့များတာပေါ့ပထမဆုံးစရကျွန်တော်တို့စပြီးတော့ဒီ long term trade မယ်လို့စပြီးတော့လုပ်ရမှာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့မှာကို trade မဲ့ coin တစ်ခုရှိရမယ်ပေါ့ဥပမာကျွန်တော်တို့ကလွန်မလဲဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်ခွဲထားတာတော့ coin ကတော့ဒီ2မျိုးရှိကိုကျွန်တော်မှာဆိုလို့ရှိရင်ဒီ short term traded coin နဲ့ long term traded coin ပေါ့အဓိကကျွန်တော်တို့ဒီနေရာမှာစကားပြောရကြကျွန်တော်ကဗာလဲဆို coin မှာကျွန်တော်စပြီးစကားပြောတာကြသူ့ရဲ့ nature ပေါ့သူ့ရဲ့ market ရဲ့ဒီ nature ပေါ့ market သူ့ market ကဘယ်လိုပုံစံနဲ့အလုပ်လုပ်လဲရနောက်ပြီးလို့ရှိရင်ဘယ်လိုပုံစံဖြစ်လဲဥပမာကျွန်တော်အခုဖွင့်ထားတာက bond ပေါ့ bond ဆိုတာဗာလဲဆိုလို့ရှိရင်သူက meme coin တစ်မျိုးဖြစ်တယ် meme coin တစ်မျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ဒီဘယ်လိုပြောရမလဲဒီICT concept တို့ spam money concept နဲ့တော့အသုံးပြုမယ်ဆိုဒီလို coin တွေဆိုကျွန်တော်တို့အခက်အခဲဖြစ်တယ်ဘာလို့ဆိုတော့သူက market volume အရင်နေတဲ့အတွက် volatile အရင်ဖြစ်တယ် volatile အရင်ဖြစ်တဲ့အတွက်ကျွန်တော်တို့က market ကတိတ်ပြီးတော့ structure တိုင်းမသွားဘူးနှိပ်ပြီးတော့ market က
structure နဲ့အလုံးမလို့ဖြစ်တဲ့အတွက်ကျွန်တော်တို့ကတိတ်ပြီးတော့ trade ရတာတိတ်ပြီးတော့အဆင်မပြေဘူးအဲ့လိုပုံဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဗာလဲဒီလို coin တွေကြောင့်ကျွန်တော်တို့ကဘာအတွက်စဉ်းစားလဲဆို long term holding အတွက်ကျွန်တော်တို့စပြီးတော့စဉ်းစားရပါဟုတ်ပြီကျွန်တော် long term မှာဘယ်လို coin တွေစဉ်းစားလို့ရလဲဆိုလို့ရှိရင်တခြား coin တွေစဉ်းစားလို့ရပါတယ်ကျွန်တော်ဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်တို့ဟို AVAH တို့ link တို့နောက်ပြီးလို့ရှိရင်ENA တို့ Ondo တို့ပေါ့အဲ့လို coin တွေကျွန်တော်တို့ကအများကြီးစဉ်းစားလို့ရရပေါ့ဟုတ်ပြီကျွန်တော်စပြီးတော့ဒီ long term coin တွေကျွန်တော်တို့စပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာစပြီးတော့လေ့လာမှာကျွန်တော်တို့စရုပ်တရားမှာဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့coin ကို trade ခြင်းနဲ့ကိုတခြား hold ခြင်းနဲ့ဒီ coin ရဲ့ nature ပေါ့သူ့ရဲ့ဘယ်လိုအလုပ်လုပ်လဲဆိုတော့သိခြင်းနဲ့ coin ရှိရမယ် and then နောက်တစ်ခုကကျတော့ဗာလဲဆိုလို့ရှိရင်သူ့ရဲ့ဒီ coin ကိုဘယ်လို trade လဲဆိုတော့ strategy တစ်ခုရှိရမယ် strategy တစ်ခုရှိရမယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ coin ကိုကျွန်တော်တို့ကဘယ်လောက်ထိ hold မလဲဆိုတော့ကျွန်တော်တို့ target တစ်ခုရှိရမယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ coin ကိုဘယ်နေရာမှာကျွန်တော်တို့အရှုံးခံမလဲကိုလိုချင်တာမဟုတ်ဘဲနဲ့သူက slot လာထိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က exit လုပ်မဲ့နေရာတစ်ခုရှိရမယ်ပေါ့ဟုတ်ပြီကျွန်တော်ဒါ long term တစ်ခု long term ကျွန်တော်တို့ hold မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါကိုစပြီးတော့ပြရမယ်ပေါ့ okay ကျွန်တော်စပြီကျွန်တော်အခု long term trade တော့မယ်ပေါ့ long term trade မယ် long term trade မယ်ဆိုလို့ရှိရင်ကျွန်တော်စပြီးတော့ပထမဆုံးအလုပ်ကဗာလဲကျွန်တော် coin ကိုစသိရမယ်ပေါ့ဟုတ်ပြီကျွန်တော် coin တွေဆိုလို့ရှိရင်ဘယ်လိုရွေးချယ်လဲဆိုလို့ရှိရင်ကျွန်တော်ဒါ long term trade တဲ့ coin တွေပေါ့ကျွန်တော်မှာဘာရှိမလဲ APH ရှိမယ် Ondo ရှိမယ် Fox ရှိမယ်ကျွန်တော်တို့APT ရှိမယ်နောက်ပြီး PP ရှိမယ်နောက်ပြီးရင်တောက်အများကြီးရှိတယ်ကျွန်တော်မှာဒီ long term ကြီးရဲ့ coin တွေအဓိက long term coin တွေကကျွန်တော်တို့ဘယ်လိုသူ့ရဲ့ characteristic ကဘယ်လိုရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့ကနေ့စဉ်နဲ့အများ trading တော့လုပ်လို့ရပါတယ်ဒါပေမဲ့နည်းနည်း market ကတိတ်ပြီးတော့ဒီ BTC တို့ Solana တို့လိုတိတ်ပြီးတော့ market volume မများတဲ့ coin တွေနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီad coin တွေပေါ့ကျွန်တော်တို့ဒီ BTC မဟုတ်ဘဲနဲ့တခြား native coin တွေအဲ့လို coin တွေဆိုလို့ရှိရင်တော့ကျွန်တော်ဒီဘယ်လိုပြောမလဲ long term နဲ့ထည့်တယ်ပေါ့အဲ့လို long term trading နဲ့ထည့်တယ်ဟုတ်ပြီအရင်ဆုံးလောက်သွားမှာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ coin သိရမယ်ပေါ့ကို trade ချင်တဲ့ coin ဒီခုသိရမယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ strategy တစ်ခုစဉ်းစားရမယ်ပေါ့ဟုတ်ပြီကျွန်တော် coin ကတော့ရှားရတော့တိတ်မခက်ဘူးကျွန်တော် coin market သွားလိုက်ကျွန်တော်တို့1 to 10 coin မ trade ချင်ဆိုတော့10 to 30 coin တွေကျွန်တော်တို့ long term trade လို့ရတယ်ပေါ့ဘာလို့ဆိုဒီကောင်တွေကကြာပြီးတက်မယ်ဆိုတော့အဲ့ဒါတော့ဒီဘယ်လိုပြောမလဲ scenario တစ်ခုလို့ဖြစ်နေတာပေါ့ကျွန်တော်တို့ဒီ command လို့ရတယ်ပေါ့ okay ကျွန်တော် coin ကတော့ရှားတာလွဲပါနောက်တစ်ခုကကျတော့နောက်ထပ်အရေးကြီးဆုံးပေါ့ဒီညမှာအရေးဆုံး long term trade မှာဆိုအရေးကြီးဆုံးသူ့ရဲ့ strategy ပေါ့ကျွန်တော်ကဒီနေ့အဓိကပြောချင်တာလေဒီ strategy တွေအကြောင်းကျွန်တော်အဓိကပြောချင်တာမဟုတ်ပြီကျွန်တော်တို့ long term trade လို့ရှင်ကျွန်တော်တို့ဘာ strategy တွေရှိလဲပေါ့အရန်ရိုးရှင်းတယ် long term trade တာကျွန်တော်တို့ဘာမှတိတ်ပြီးတော့အရန်ခေါင်းစားစရာမလိုကျွန်တော် liquidity ဘာကြီးလဲကျွန်တော်စဉ်းစားစရာမလိုကျွန်တော်တို့ဒီဘယ်လိုပြောရမလဲ order block တွေနောက်ပြီးလို့ရှိရင်နောက်ပြီးတခြားဒီဟို manipulate လုပ်တာပဲကျွန်တော်တို့အဲ့လိုကြီးစဉ်းစားမလို့ long term ရဲ့အဓိကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့က leverage နည်းနည်းနဲ့အကြိုက်ဟိုးသွားမှာဖြစ်တယ်ပေါ့ဟုတ်ပြီကျွန်တော် strategy နဲ့ဘာတွေသုံးလို့ရမလဲပေါ့ support and resistance ဒါတကယ်main လဲဖြစ်တယ်နောက်ပြီးလို့ရှိရင်တကယ်လူတိုင်းလဲသုံးနေတဲ့ဥစ္စာ support and resistance strategy ကိုကျွန်တော်တို့သုံးလို့ရမယ် and then ကျွန်တော်နောက်ထပ် strategy တစ်ခုရှိသေးတယ်နောက်ထပ် strategy ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့channel တွေပေါ့ channel တွေဆိုတာဘာလဲဆိုတော့ကျွန်တော်ရှင်းပြမယ် channel တွေရှိမယ်နောက်ပြီးတစ်ခါလေကြားလို့ရှိရင် market pattern တွေနဲ့လည်းသူတို့ကအလုံးလုံးတက်တယ်ပေါ့ market pattern တွေရှိမယ် and then နောက်တစ်ခုကကျတော့ trend line တွေနဲ့ကျွန်တော်တို့လဲလုံးမယ်ပေါ့ okay ဟုတ်ပြီကျွန်တော်တို့ဒီနေ့မှာဒီလေးမျိုးကျွန်တော်အဓိကထားပြီးတော့ပြောပြခြင်းပေါ့ကျွန်တော်ဟုတ်ပြီစပြီးကျွန်တော်ပြောချင်တာဗာလဲဆိုလို့ရှိရင်ဒီ support and resistance ပေါ့ support and resistance ဆိုတာဘာလဲပေါ့ support and resistance တော့ဒီနယ်ပယ်တွေကိုဝင်လာလူတွေကတော့မဖြစ်မနေတော့သိတယ်နော်မသိဘူးသေးဘူးဆိုလို့ရှိရင် trading ကိုစမလုပ်ပါနဲ့ support and resistance ကဘာလဲ support and resistance ဆိုတာ support ဆိုတာကျွန်တော်တို့ where တွေရှိရနေရ resistance ဆိုတာရောင်းတွေရှိရနေရပေါ့ကျွန်တော်ဒါကတော့အရန်အလွယ်ကူမှတ်ထားလို့ရတယ်ပေါ့ဟုတ်ပြီကျွန်တော်တို့ support တစ်ခုပေါ့ support တစ်ခုဆိုတာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့က market တစ်ခုကဈေးကျလာရဆိုလို့ရှိရင်ကျွန်တော်တို့က support နေရာမှာကျွန်တော်တို့က buyer ရှိတဲ့အတွက် market ကိုပြန်ပြီးတော့ဝယ်တဲ့လူတွေရှိတဲ့အတွက် market ပြန်တက်နိုင်တဲ့နေရာလို့ကျွန်တော်တို့ကသတ်မှတ်ထားလို့ရတယ် resistance ဆိုတာဘာလဲ seller ရှိတဲ့အတွက်ကျွန်တော်တို့အဲ့နေရာဘာလဲဈေးပြန်ကျနိုင်နေဆိုပြီးတော့ကျွန်တော်တို့ကအဲ့နေရာတွေကိုကျွန်တော်တို့ resistance ကိုသတ်မှတ်တယ်ဟုတ်ပြီကျွန်တော်အခုလက်ရှိ market မှာပေါ့ကျွန်တော်တို့ support resistance တွေကိုကျွန်တော်အကြမ်းကြီးလေးဆွဲပြမယ်ပေါ့ okay ကျွန်တော်ဒီ bone တော့ကျွန်တော်မပြချင်ဘူးတခြားmarket တစ်ခုနဲ့ကျွန်တော်နှိုင်းယှဉ်ပြချင်တယ်နည်းနည်းကြည့်ရအဆင်ပြေ market တစ်ခုပါရှိမယ်ဆိုကျွန်တော် AVH နဲ့ပြမယ်ဟုတ်ပြီ AVH နဲ့ပြမယ်ဟုတ်ပြီကျွန်တော်တို့အရင်ဆုံးစရကျွန်တော်ဘာလုပ်မှာလဲဆိုတော့ support resistance ဆိုတော့ဘာလဲဆိုတော့စပြီးတော့ကျွန်တော်ပြချင်ပါsupport resistance ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အဓိကအားဖြင့်ကျွန်တော်တို့
buyer တွေ seller ရှိတဲ့နေရာပေါ့ကျွန်တော်တို့ buyer seller ဘယ်လိုရှိလဲဆိုလို့ရှိရင်ကျွန်တော်ဖြတ်ပြမယ် okay ဒီဝင်းကျင်လေးပဲကျွန်တော်ချက်ကြည့်မယ်ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘာဖြစ်နေလဲဆိုလို့ရှိရင်ကျွန်တော်တို့ market ကဘာဖြစ်နေလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာလေးပေါ့ဒီနေရာလေးမှာဘာလဲဆိုကျွန်တော်တို့ဒီနေရာလေးကိုလာထောက်တယ် market ကဈေးပြန်တက်သွားတယ်ဒီနေရာလေးကိုလာထောက်တယ်ကျွန်တော်တို့က market ကဈေးပြန်တက်သွားတယ်ကျွန်တော်တို့တနည်းအားဖြင့်ဒီနေရာမှာသိရမှာကျွန်တော်တို့ဒီနားမှာပါလေ market ထဲမှာ buyer တွေကဒီနားမှာရှိနေရဆိုတော့ကျွန်တော်တို့ဘယ်လိုပြောရမလဲ market ကကျွန်တော်တို့ကို signal ပေးနေပြီးတော့ဒီနားမှာ buyer ရှိနေတယ်ဒီနားမှာ buyer ရှိနေတယ်ဒီမှာ where do ရှိနေအဲ့လိုနေရာကျွန်တော်ကဗာလဲ support ဆိုပြီးကျွန်တော်တို့ကစပြီးတော့သတ်မှတ်လိုက်မယ်ပေါ့ဟုတ်ပြီဒီနားက support ပေါ့ဒီနားမှာ buyer ရှိတယ်အကယ်၍ဒီနားကို market ကပြောင်းလာလို့ရှိရင်ငါဘာ idea စဉ်းစားမလဲဆိုလို့ရှိရင် long idea စဉ်းစားမယ်ပေါ့ဟုတ်ပြီနောက်တစ်ခုကဗာလဲဆိုကျွန်တော်တို့ resistance ဆိုတာဗာလဲဆိုလို့ကျွန်တော်တို့ seller ရှိတဲ့နေရာကိုကျွန်တော်ခုနကပြောခဲ့တယ်ဟုတ်ပြီကျွန်တော်တို့ resistance level ကဘယ်ညာလေးဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနားလေးကကျွန်တော်တို့ resistance level လေးဖြစ်ပြီပေါ့ဘာလဲဆိုကျွန်တော်ချက်ပြမယ် okay market ကတက်လာတယ် support အထိတက်လာတယ်ဒီနားမှာပြန်လာထိတယ် and then ဈေးပြန်ကျသွားတယ် support ပြန်လာတက်တယ်နောက်ပြီးလို့ရှိရင်ဒီနားကိုပြန်လာတယ်နောက်ပြီးရင်ဈေးပြန်ကျသွားတယ်ပေါ့ဟုတ်ပြီကျွန်တော်တို့market ကအဝယ်တွေကတက်လာတယ်ဒီနားမှာကျွန်တော်တို့အယောင်းသမားရရှိတယ်တစ်ခေါက်ပြန်ကျသွားတယ် market အဝယ်သမားရပြန်တက်လာတယ်နောက်ပြီးဒီနားမှာအယောင်းသမားရရှိတဲ့ market ကပြန်ကျသွားတယ်ပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဗာလဲအဲ့ဒါကိုဒီနေရာကိုကျွန်တော်တို့ resistance ဆိုပြီးတော့ကျွန်တော်တို့သတ်မှတ်လိုက်ပဲပေါ့ဟုတ်ပြီကျွန်တော်အဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ support resistance လေးကိုအခုလက်ရှိ market မှာကျွန်တော်အနည်းငယ်ဆွဲပြချင်တယ်ပေါ့ဒါမှလည်းကျွန်တော်တို့မျက်စိရဲ့မြင်သွားမှာပေါ့ support resistance ဘယ်လိုလုပ်လဲဆိုတော့ support resistance ဆွဲလို့အကောင်းဆုံးတော့ကျွန်တော်တို့ဒီ H4 time frame နဲ့ daily time frame ဆွဲလို့အကောင်းဆုံးပေါ့ဟုတ်ပြီကျွန်တော်တို့နောက်ထပ်resistance နေရာဘယ်နားမှာရှိမလဲဆိုလို့ရှိရင်ကျွန်တော်တို့ resistance နေရာက okay I think နားလေးဒီမှာတစ်ချက်ရှိမယ်နောက်ထပ်နေရာကကျွန်တော်တို့ဒီဘက်ပဲကြည့်လိုက်တော့ဒီဘက် structure တစ်ခုပဲကြည့်တော့ဒီနားမှာချက်ရှိမယ် and then ဒီနားမှာချက်ရှိမယ်ပေါ့ okay ဒီနားဒီလောက်လောက်ပဲဆွဲပြမယ်ပေါ့ဟုတ်ပြီကျွန်တော်တို့ market ကကျွန်တော်တို့အခု support resistance တွေဆွဲပြသွားပြီ support resistance ကဗာလဲဒါဒီညာက support and then ဒီညာ resistance and then ဒီညာ resistance ပြန်ဖြစ်သွားတယ်ကျွန်တော်တို့ဒီညာ support ပြန်ဖြစ်သွားပြီဒီနားမှာကျွန်တော်ပြောစရာရှိလာပြီဗာလဲဆိုလို့ရှိရင်ဒီစကားလေးကအရင်အရေးကြီးပါကျွန်တော် support resistance မှာဆိုလို့ရှိရင်ကျွန်တော် every broken resistance can be support every broken resistance support ဆိုတဲ့စကားလုံးရယ်နောက်ပြီးလို့ရှိရင် every broken support can be resistance ဆိုတဲ့စကားလုံးလေးပါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ market ထဲမှာဆိုလို့ရှိရင်ကျွန်တော် support resistance တော့ဆွဲတာဟုတ်ပါပြီဒါပေမဲ့ကျွန်တော်တို့ဒီစကားလုံးလေးကိုလူတွေကတော်တော်မေ့နေကြတယ်ပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမှာ support ရှိမယ် market ကဒီနားမှာအဝယ်ရှိမယ်ဒီနားမှာအယောင်းသမားရှိမယ်ပထမချိန် market ကဖောက်တယ်ဖောက်ဖို့ကြိုးစားတယ်မဖြစ်ဘူးအဲ့တော့ဒီနားမှာကျွန်တော်တို့ဗာလဲ resistance နေရာတတ်မှတ်တယ် market ပြန်ကျသွားတယ် support နေရာကိုပြန်ပြီးတော့လာထိတယ်ဒါတက်တယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ market ကပြန်တက်သွားတယ် resistance နေရာမဖောက်နိုင်ဘူးအဲ့နားမှာကျွန်တော်တို့ပြန် short တယ် short ပြီးလို့ရှိရင်ဒီနားမှာ market ကဗာလဲစပြီးတော့ဒီရင် resistance level broken ဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့ဒီနေရာကိုဘာလို့သတ်မှတ်လိုက်လဲဆိုလို့ရှိရင် support လို့ကျွန်တော်တို့ကပြန်သတ်မှတ်လိုက်တယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ level ဖောက်သွားဆိုတော့လူတော်များပါလေဒီနားမှာကျွန်တော်တို့အဝယ်ပြန်လိုက်တော့မယ်ပေါ့ကျွန်တော်တို့ဘာလို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာကဘာလို့ဆိုတော့ support ပြန်ဖြစ်သွားတယ် and then resistance ဘယ်နေရာပြန်ဖြစ်သွားလဲဆိုလို့ရှိရင်ဒီဘောက resistance ပြန်ဖြစ်သွားတယ်ပေါ့အဲ့လိုနဲ့ကျွန်တော်တို့က market တစ်ခုမှာကျွန်တော်တို့အလုံးလုံးနေ okay ဒီအခုပုံစံနေရာအနေထားနဲ့ကျွန်တော်တို့ဒီ market ကဒီလိုဈေးပြန်ကျပြီးတော့ကျွန်တော်ဒီနောက်လာတက်ပြီးတော့ဒီလိုပြန်ကျသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တက်ကဒီနေရာကဘာပြန်ဖြစ်သွားမလဲဆိုလို့ရှိရင် resistance ပြန်ဖြစ်သွားမယ်ပေါ့ကျွန်တော်အခုမှတ်ထားရမှာပါလဲဆိုလို့ရှိရင် every broken resistance can be support and every broken support can be resistance ဆိုတဲ့စကားလုံးကိုကျွန်တော်တို့သိထားမယ်ကျွန်တော်တို့ဖောက်ထွက်သွားတဲ့ support မှန်တဲ့များက resistance ဖြစ်နိုင်လို့ဖောက်ထွက်ခံရတဲ့ကျွန်တော်တို့ resistance မှန်တဲ့များလည်း support ပြန်ဖြစ်သွားနိုင်ဘူးအဲ့လိုပုံစံနဲ့ကျွန်တော်တို့ဒီ support resistance တွေကိုဆွဲပြီးတော့ကျွန်တော်တို့ market ထဲမှာ long term trade လို့ရတယ်ပေါ့ okay ဘယ်လိုပုံစံ trade မှာလဲပေါ့ကျွန်တော်တို့ entry ဝင်တဲ့ပုံစံရှိတယ် entry ကဘာလဲဆိုတော့ကျွန်တော်တို့ rejection ကန်တယ်စောက်ပါ rejection ကန်တယ်ပေါ့ကျွန်တော်တို့အသုံးပြုတဲ့အများဆုံးကဘာလဲ rejection ကန်တယ်ပေါ့ဒီလိုကန်တယ်လေးတွေကျွန်တော်တို့ reversal ကန်တယ်လို့လည်းခေါ်တယ်ကျွန်တော်တို့ reversal ကန်တယ်လို့လည်းခေါ်တယ်ပေါ့ဟုတ်ပြီ reversal ကန်တယ် rejection ကန်တယ်ရဲ့ဒီအသက်ကဘာလဲဆိုလို့ရှိရင်သူ့ရဲ့ကန်တယ် weight ကတကယ်ကိုစကားပြောပါတယ်ကျွန်တော်ဒီမှာတစ်ချက်ဆွဲပြမယ် okay ကျွန်တော်
ကန်တဲ့တစ်ခုကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်သူ့မှာဘာရှိလဲဆိုလို့ရှိရင် weight ရှိမယ် body ရှိမယ်ပေါ့ okay ကျွန်တော်တို့ weight ကဘာလဲဆိုလို့ရှိရင်ကျွန်တော်အခုဆွဲပြနေရတဲ့ကနေပြီးတော့ဒီနေရာလေးကကျွန်တော်တို့ကန်တဲ့ stick တစ်ခုရဲ့ weight ဖြစ်တယ်ပေါ့ဟုတ်ပြီကျွန်တော်ဒါကိုကြည့်နေရဆိုကျွန်တော်တို့ကကန်တဲ့ market ရဲ့ moment တောင်ကျွန်တော်ကကန်တဲ့ stick တစ်ခုမှာနေကျွန်တော်ကသုံးဖြတ်နိုင်တယ်ပေါ့ okay ကျွန်တော်အခု daily time frame မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ candlestick ကလည်းအလုပ်လုပ်ပုံပို့ပြီးတော့စနစ်ကြတယ်ပေါ့အခု candlestick ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်သူ့မှာ body ရှိတယ်နောက်ပြီးသူ့အောက်က weight ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ weight ကဒီ body ရဲ့ဘယ်လိုပြောရမလဲတစ်ဆလောက်သွားရှိတယ်ပေါ့တစ်ဆလောက်သွားရှိတယ်အနည်းဆုံးတစ်ဆလောက်ရှိတော့ကျွန်တော်တို့ကအဲ့အရာကိုဗာလဲဆိုလို့ရှိရင်rejection လာပြီလို့ကျွန်တော်တို့ကသတ်မှတ်လို့ရတယ်ပေါ့အကောင်းဆုံးတော့2ဆလောက်ရှိတော့ပို့ပြီးတော့ကောင်းတာပေါ့ကျွန်တော်တို့ body ရဲ့2ဆလောက်ရှိရဆိုလို့ရှိရင်ကျွန်တော်တို့ဒီ can တွေကပို့ပြီးတော့ fail ဖြစ်တာပေါ့ဘာလဲဆိုလို့ရင်ကျွန်တော်တို့သိရမှာကဘာလဲဆိုအောက်မှာ buying pressure တွေသူ့မှာအများကြီးရှိလိုက်ပြီဘာလို့ဆိုကျွန်တော်တို့ can ရဲ့ weight ကိုကြည့်ရင်ကျွန်တော်တို့သိလိုက်မယ်ဒီအောက်မှာကျွန်တော်တို့က weight ကြီးကနည်းနည်းကြီးနေဖြစ်တယ်အပေါ်က weight နဲ့စာလို့ရှိရင်အောက် weight ကပိုကြီးရဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘာလဲဒီအောက်မှာကျွန်တော်တို့ဘိုင်ယာတွေရှိနေပြီဆိုတဲ့သဘောလက္ခဏာကိုကျွန်တော်တို့က market ကပြနေပြီအဲ့တော့ကျွန်တော်တို့ကဘာလဲဒီညကလည်း support ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဘာလုပ်မလဲဒီညမှာကျွန်တော်တို့အဝယ်လိုက်မယ်ပေါ့ကျွန်တော်အဓိက candlestick တစ်ခုမှကြည့်လိုက်မယ်ဆိုသူ့မှာ body ရဲ့ width ရယ်ဆိုပြီးကျွန်တော်ဖွဲ့စည်းပုံရှိတယ်ကျွန်တော်အဓိကကြည့်မှာကျတော့ pressure ပေါ့ buying pressure selling pressure ဘိုင်းနဲ့ကြည့်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ candlestick တစ်ခုရဲ့ width တင်နဲ့ကြည့်တယ်နောက်ပြီးလို့ရှိရင်တစ်ခါကြာလို့ရှိရင်သူ့ရဲ့ body နဲ့ကျွန်တော်တို့က momentum ကြည့်လို့ရတယ်ဟုတ်ပြီဒုတိယ candlestick မှာလည်းကျွန်တော်တို့ဘာကိုကြည့်မယ်ဆိုသူ့ရဲ့ width ကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာတွေ့ရမလဲဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ buying pressure တွေအများကြီးရှိဆိုတွေ့ရတယ်ကျွန်တော်တို့တခြားသူ့ရဲ့ previous ဘေး candle မှာကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ buying pressure တွေရှိနေတယ်ဆိုတော့ကျွန်တော်တို့ညီညာအကောင်းဆုံးတော့ဒီ candlestick ကြီးကကျွန်တော်တို့ဗာလဲဒီ support ကိုလည်းမဖောက်ပါဘူး break out မဖြစ်သွားတဲ့ပြင် support ပေါ်မှာဒီ support မှာလည်းပိတ်တယ်နောက်ပြီးသူ့ရဲ့ဒီမှာလည်း buying pressure ကျွန်တော်တို့တွေ့ရတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကဗာလဲဒီညမှာကျွန်တော်တို့ပြန်ပြီးတော့ long ဝင်တယ်ဆိုတော့ကျွန်တော်တို့တဲ့ idea ကောင်းတစ်ခုပေါ့ long term strategy တစ်ခုမှာကျွန်တော်တို့စပြီးတော့အခု support resistance strategy မှာကျွန်တော်တို့ဗာပြီးတော့စသိရမလဲ every broken resistance can be support every broken support can be resistance ဆိုတာသိရမယ် and then ကျွန်တော်တို့ entry တစ်ခု entry setup ပေါ့ entry setup ကကျတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်ဘယ်နေရာမှာပဲအရောင်းဝယ်လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က support zone and then resistance zone တွေမှာပဲကျွန်တော်တို့ကအရောင်းဝယ်လုပ်မယ်ပေါ့နောက်ပြီးလို့ရှိရင်ကျွန်တော်တို့တက်ပို့ပြီးတော့ value ဖြစ်ရတဲ့ entry ကဗာလဲကျွန်တော်တို့ rejection candle တွေစောင့်မယ်နောက်ပြီးလို့ရှိရင် reversal candle တွေစောင့်မယ်ပေါ့ reversal candle တွေကျွန်တော်တို့က candle တွေမှာဝင်မယ်ပေါ့အဲ့ဒါမကြည့်တော့ဆိုသူရဲ့ဗာလဲ wick ပေါ့ long wick ဖြစ်တဲ့ဥစ္စာတွေပေါ့ကျွန်တော်တို့ long wick ဖြစ်တဲ့ဥစ္စာတွေမှာကျွန်တော်တို့ entry ဝင်မယ်ပေါ့ဟုတ်ပြီကျွန်တော်အခုသိရမှာဗာလဲကျွန်တော်တို့ entry support zone resistance zone မှာပဲကျွန်တော်တို့က entry ဝင်မယ်နောက်ပြီးလို့ရှိရင်သူရဲ့ rejection စောင့်မယ်နောက်ပြီးလို့ရှိရင် reversal ကျွန်တော်တို့ candle stick တွေကနေပြီးတော့ကျွန်တော်တို့ဝင်လို့ရမယ်ပေါ့အဲ့လိုကျွန်တော်screenshot လေးဖြစ်ရိုက်ပြီးတော့ကျွန်တော်တို့ entry ဆက်လက်တစ်ခုအနေနဲ့ကျွန်တော်တို့သတ်မှတ်ထားလို့ရအောင်ကျွန်တော်ဒါလေးကို download လုပ်ထားလိုက်မယ် okay ဟုတ်ပြီကျွန်တော်တို့ strategy တစ်ခုပေါ့ကျွန်တော် support and resistance strategy ကိုသုံးပြီးတော့ကျွန်တော်တို့ရေရှည် market မှာဘယ်လိုကျွန်တော်တို့long term market မှာကျွန်တော်တို့ long term trade မှာကျွန်တော်တို့ဘယ်လို entry ဝင်လို့ရလဲဆိုတော့ကျွန်တော်ရှင်းပြပြီးတော့ဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့နောက်ထပ်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဘာ strategy သုံးလဲဆိုလို့ရှိရင် channel ပေါ့ကျွန်တော်တို့ channel ဆိုတာဘာလဲဆိုရင်ကျွန်တော်တို့ channel 2မျိုးရှိရယ် ascending channel နဲ့ descending channel ဆိုလို့ကျွန်တော်တို့ရှိရယ်ပေါ့ဒီ ascending channel ကဘာလဲကျွန်တော်တို့ဒီဟာကိုကျွန်တော်တို့ ascending channel လို့ခေါ်တယ်ascending channel တစ်ခုလို့ခေါ်တယ် and then descending channel ကဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်ချက်ပြမယ် descending channel ကကျတော့ဒါကိုကျွန်တော်တို့ descending channel လို့ခေါ်တယ်ပေါ့ဟုတ်ပြီကျွန်တော်ပိုတေချာအောင်ကျွန်တော်Google လေးမှာကျွန်တော်ခောက်ကြည့်မယ်ပေါ့ trading ပေါ့ okay နော်ချက်ပြမယ်ပေါ့ okay ကျွန်တော်ဒီမှာချက်ကြည့်မယ်ဆိုလို့ရှိရင်အဲ့နည်းနည်းဟုတ်ပြီကျွန်တော်ဒါတွေကိုကျွန်တော်တို့ channel တွေလို့ခေါ်တယ် and then ကျွန်တော်ဒီပုံလေးဆိုကျွန်တော်တို့ပုံမြင်မယ်ပေါ့ကျွန်တော်တို့ဒါကိုဒီမှာဈေးသက်နေအောင်ကျွန်တော်တို့ကဗာလဲ up channel လို့ခေါ်တယ်နောက်ပြီးလို့ရှင်ဒါကို down channel လို့ခေါ်တယ်ကျွန်တော်တို့ကတော့ဗာလဲ ascending channel နဲ့ descending channel လို့ခေါ်တယ်ပေါ့ကျွန်တော် channel တွေမှာကျွန်တော်တို့ဘယ်လို trade လို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့က channel ရဲ့ဒီဘယ်လိုပြောရမလဲ up side နဲ့ကျွန်တော်တို့ဒီ down side ပေါ့အဲ့လိုနေရာမှာကျွန်တော်တို့က entry ဝင်လို့ရတယ်ပေါ့ဘယ်လိုပုံစံလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒါကိုကျွန်တော်တို့ဒါကို channel တစ်ခုရဲ့ကျွန်တော်တို့ဒီအပေါ်ဆုံးလို့ကျွန်တော်တို့သတ်မှတ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနားမှာ short entry ဝင် descending channel ဆိုလို့ရှိရင်ကျွန်တော်တို့ဗာလဲဒီနားမှာ short entry ဝင်လို့ရမယ်short entry ဝင်လို့ရမယ် and then short entry ဝင်လို့ရမယ်ပေါ့ဆိုတော့ channel တွေကကျတော့ကျွန်တော်တို့entry ကကျတော့
ဘယ်လိုပြောရမလဲနည်းနည်းတော့စိတ်ရှိရတယ်ပေါ့ကျွန်တော်ကဒီ channel ရဲ့ဒီဘယ်လိုပြောရမလဲထိပ်တွေမှာပဲကျွန်တော်တို့ entry ဝင်မှာပေါ့ဟုတ်ပြီစပြီးကျွန်တော်တို့channel အကြောင်းစပြီးတော့ပြောချင်ပါတယ် channel ကဘယ်နှခုရှိလဲဆိုလို့ရှိရင် channel က2ခုရှိတယ်ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ app channel ရဲ့ and then ဘာလဲဆိုလို့ရှိရင် down channel ရဲ့ပေါ့ down channel ရဲ့ပေါ့ okay ကျွန်တော်တို့ app channel မှာဘာလုပ်မှာလဲကျွန်တော်တို့ app channel မှာကျွန်တော်တို့ long entry ဝင်မယ်ပေါ့ app channel မှာကျွန်တော်တို့ long entry ဝင်မယ်ကျွန်တော်တို့ down channel မှာဘာလုပ်မှာလဲဆိုလို့ရှိရင်ကျွန်တော်တို့ short entry ဝင်မယ်ပေါ့ okay ကျွန်တော်ဒါ channel မှာကျွန်တော်တို့ဘယ်လို trade လို့ရမလဲဆိုတော့ကျွန်တော်တို့ညှို့ပြန်ဖြစ်သွားတယ်ဟုတ်ပြီကျွန်တော်တို့ channel တစ်ခုကိုစပြီးတော့ကျွန်တော်ဘာနဲ့ဆွဲမလဲဆိုလို့ကျွန်တော် trading view မှာ parallel channel ဆိုတာရှိပါအဲ့လိုကျွန်တော်အသုံးပြုပြီးတော့ကျွန်တော်ဒီမှာဆွဲပြမှာဖြစ်ပါတယ်ဟုတ်ပြီ channel တစ်ခုကိုကျွန်တော်ကဘယ်လိုဆွဲလို့ရလဲဆိုလို့ရှိရင်သူ့ရဲ့ channel လို့ထင်ရဥစ္စာလေးကကျွန်တော်တို့ဒီဘယ်လိုပြောရမလဲသူ ranging တစ်ခုလေးနဲ့တော့တက်နေဥစ္စာလေးကျွန်တော်တို့ကအဲ့လို channel လို့ဆွဲလိုက်တယ်ကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ channel ရဲ့ထိပ်တွေမှာပေါ့ channel ရဲ့ထိပ်တွေမှာကျွန်တော်တို့က entry ဝင်ပါဟုတ်ပြီကျွန်တော်ကအကူကဘာလဲ app channel တစ်ခုဖြစ်တယ်ပေါ့ market ကဈေးတက်သွားတဲ့ channel တစ်ခုဖြစ်တဲ့ကျွန်တော်ကဘာလဲဒီနားမှာကျွန်တော်ဘာလုပ်မလဲဆိုလို့ရှိရင်ဒီနားမှာကျွန်တော်short entry ဝင်မယ်ဒီအောက်မှာဆိုရင်ကျွန်တော်ကဘာလဲ down entry ဝင်မယ်ဒီနားမှာဆိုကျွန်တော်က short entry ဝင်မယ်အကဲဒီနားပြန်လာလို့ရှိရင်ကျွန်တော်ဘာလဲ long entry ဝင်လို့ဒါရိုးရှင်းတဲ့ entry set တစ်ခုပေါ့တိတ်ပြီးတော့ကြီးကြီးမားမားကျွန်တော်ဘာမှမလုပ်ဘူးဒါပေမဲ့ကျွန်တော်ပို့ပြီး confirmation လိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ခုနပြောခဲ့သလိုပဲကျွန်တော် rejection ကန်တယ် reversal ကန်တယ်ကိုကျွန်တော်တို့စောင့်ပြီးတော့ကျွန်တော်တို့ 8 channel ထိပ်တွေကနေအဲ့ပေါ်မလားဒါမှမဟုတ်ကျွန်တော်တို့သူ့ရဲ့ width ကိုကြည့်ပြီးတော့ကျွန်တော် entry ဝင်မလားဆိုတော့ကျွန်တော်တို့စဉ်းစားလို့ရတယ်ပေါ့ဒါကကျွန်တော်တို့ရိုးရိုးရှင်းရှင်းနဲ့ကျွန်တော်တို့ဒီ long term trade တခုကိုကျွန်တော်တို့ဘယ်လိုစဉ်းစားလို့ရမလဲပေါ့ဒါကကျွန်တော်တို့ channel တွေနဲ့ဘယ်လိုဝင်လို့ရလဲဆိုတော့ကျွန်တော်ရှင်းပြအောင်ဖြစ်ပါတယ်ကျွန်တော်ဒီမှာ entry တစ်ဆက်တစ်ခုရမယ်နောက်လို့ရှိရင်ကျွန်တော်တို့ entry ပဲနားမှာရအောင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါကိုကျွန်တော်တို့ကapp channel တစ်ခုကိုကျွန်တော်တို့သတ်မှတ်လိုက်တဲ့အတွက်ကျွန်တော်တို့ဒီမှာ entry နောက်တစ်ခုဝင်မယ် and then နောက်လို့ရှိရင်ကျွန်တော် app channel တွေပဲနားမှာရှင်းမယ်ဆိုကျွန်တော်တို့ဒါကို app channel တစ်ခုဖြစ်သတ်မှတ်ရတဲ့အတွက်ကျွန်တော်တို့ဗာလေဒီနားမှာ down entry ဝင်မယ်ပေါ့ကျွန်တော်က channel ထိပ်တွေနဲ့ဒီ channel အောက်တွေမှာဝင်လာခဲ့တဲ့အတွက်ကျွန်တော်တို့အတွက်ကတိတ်ပြီးတော့ risk မရှိဘူးကျွန်တော် solo ကိုဒီအောက်မှာထားမယ်TP ကိုဒီပေါ်မှာထားနေရတယ်ပေါ့ဟုတ်ပြီဒီမှာကျွန်တော် entry ဆိုလို့ရှိရင်တစ်ခုနှစ်ခုသုံးခုနောက်ပြီး၄ခုအခု entry ဝင်ခြင်းတော့ကျွန်တော်တို့ဝင်လို့ရပြီပေါ့၄ခုလောက်တော့ကျွန်တော်တို့ entry အခုဒီ market ထဲမှာကျွန်တော်တို့ရှာလို့ရပြီပေါ့ channel ရဲ့ကျွန်တော်တို့အကြိုက် holding လောက်ကြတာဖြစ်တဲ့တော့နည်းနည်းတော့ကျွန်တော်တို့စိတ်ရှည်မှာရမယ်ပေါ့ market ထဲမှာဟုတ်ပြီဒါကကျွန်တော်တို့ဒီ channel ကိုကျွန်တော်တို့သုံးပြီးတော့ trading လုပ်လို့ရလဲဆိုတော့ကျွန်တော်ညဖြစ်ပါတယ်ကျွန်တော်တို့ကကျတော့ဗာလဲဆိုလို့ကျွန်တော်တို့market pattern လေးပေါ့ market pattern ကဗာလဲ double top တို့ double bottom တို့ amplification triangle တို့ဗာအဲ့လိုအစားရှိဖြင့်ပုံစံနဲ့ကျွန်တော်တို့ long term trade လို့ရပြီပေါ့အဲ့အကြောင်းကတော့နည်းနည်းကျွန်တော်ဒီကောင်ကနည်းနည်းများတဲ့အတွက်ကျွန်တော်နောက်မှပဲရှင်းပြပေးပါမယ်ဒီလိုပြောရမယ်ဒီ market pattern တွေဆိုတော့ကျွန်တော်အကြမ်းဖျင်းပြောမယ်ဆိုလို့ရှိရင် market pattern ကျွန်တော် market ထဲမှာအခု market မှာဘယ်လိုရှာဘယ်နေရာရဲ့ကျွန်တော်တို့ market pattern တစ်ခုဖြစ်နေပြီဆိုတော့ကျွန်တော်ရှာကြည့်မယ်ဟုတ်ပြီဒီနားမှာကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်ဒါကိုကျွန်တော်တို့ double top ဆိုပြီးကျွန်တော်သတ်မှတ်လို့ရ double top ရဲ့အဓိပ္ပာယ်ဗာလဲဆိုရင်ကျွန်တော်တို့က market က double top ပုံစံနဲ့လာပြီးရှင်ကျွန်တော်တို့ကဗာလဲဈေးပြန်ကြောင်းမဲ့ပုံအတွက်ကျွန်တော်တို့ကဗာလဲဒီမှာ double top pattern ပေါ်တယ် and then ဒီနေရာကျွန်တော်တို့ဆိုကြရမယ် resistance level support ပေါ့သူ break down ဖြစ်သွားလို့ support ဖြစ်တယ်အဲ့ဒီ support နေရာကိုသူ break out ဖြစ်သွားဆိုရင်ဒီနေရာ resistance level ပြန်ဖြစ်သွားပြီအဲ့ဒီ resistance level လာတက်တဲ့အချိန်မှာကျွန်တော်တို့ဗာလဲshort position ဝင်နေပေါ့အဲ့လိုပုံစံနဲ့ကျွန်တော်တို့ကဗာလဲ market pattern တွေနဲ့ကျွန်တော်တို့ long term trade မှာကျွန်တော်တို့ tracking လုပ်လိုက်ပေါ့ကျွန်တော်အဓိကပြောချင်တာဒီညမှာ market pattern ကဒီဘယ်လိုပြောရမလဲ short term trade တွေပေါ့ကျွန်တော်တို့ daily trade ပါဆိုလို့ရှိရင် market pattern တွေအလုံးမလုံးဘူးပေါ့ဒါပေမဲ့ long term trade တော့မှဆိုလို့ရှိရင်တော့ market pattern တွေကျွန်တော်တို့တစ်ချက်ကြည့်လို့ရတယ်ပေါ့ဘာလို့ဆိုတော့ long term မှာဆိုလို့ရှိရင်တော့ဒီ market pattern တွေကအလုံးလုံးတာများတယ်ပေါ့ဟုတ်ပြီနောက်ထပ် strategy တစ်ခုကဘာလဲဆိုလို့ရှိရင် trend line ပေါ့ဒီဟာလူတိုင်းလည်းသုံးပါတယ်တကယ် institute တွေလည်းသုံးကြပါ trend line strategy ပေါ့ဟုတ်ပြီကျွန်တော် trend line strategy နဲ့ကျွန်တော် long term position တွေဘယ်လိုဝင်လို့ရဆိုတော့သူက trend ကိုကြည့်ရဖြစ်တဲ့အတွက်ကျွန်တော်တို့ကဗာလဲနည်းနည်းတော့စိတ်ရှည်ရမယ်ပေါ့ trend ကိုကြည့်ရဖြစ်တဲ့ကျွန်တော်တို့နည်းနည်းစိတ်ရှည်ရမယ်ဘယ်လိုလဲဆိုလို့ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင် major down trend တစ်ခုရှိရပေါ့ဟုတ်ပြီ major down trend တစ်ခုသူကဗာလဲပထမဆုံးဒီ trend ကိုကျွန်တော်တို့ break out ဖြစ်သွားတယ် break out ဖြစ်သွားတဲ့ဒီနားမှာ entry ဝင်ကောင်း
ဝင်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီနားမှာပြန်ပြီးတော့ဘယ်လိုပြောရမလဲ stop loss ထိလဲထိအောင်နိုင်တယ်ဒီနားမှာကျွန်တော်က long term ဟာဒီနားတက်ပြီဆိုပြီးတော့ကျွန်တော်တို့ဒီနားမှာတော့လာပြီး entry တော့ဝင်လို့မရသေးဘူးအဲဆိုဒီနားမှာပြန်ပြီးတော့စီထက်ကြသွားဖြစ်တဲ့တော့တခါရလို့ရှိရင်တော့ strategy ကြကျွန်တော်လုပ်ချင်မှာအမြဲတမ်းတော့အလုံးမလုပ်ဘူးဒါပေမဲ့ sorry အမြဲတမ်းတော့မှန်ကန်နေဘူးဒါပေမဲ့ကျွန်တော်တို့ရမခါမှာလဲကျွန်တော်တို့တခါလေး error ဖြစ်တာလေးရှိတယ်ပေါ့တခါလေးဒီ strategy နဲ့အလုံးလုပ်တာလေးရှိတယ်ပေါ့အဲ့ဒါလေးတော့ရှိပါကျွန်တော်ဒီ trading မှာကျွန်တော် 100% win rate ပေးနိုင်ကျွန်တော် strategy ဆိုတာမရှိဘူးကျွန်တော်တို့အလုံးဆုံးပေးနိုင်60 or 65အဲ့ဒါအလုံးဆုံးပဲအဲ့ထက်ပိုပြီးတော့ success rate ကောင်းတဲ့ strategy ဆိုတော့ကျွန်တော်တို့မရှိသေးဘူးကျွန်တော် holy grail strategy ဆိုတာမရှိသေးဘူးအဓိကတော့ကိုသုံးနေတဲ့ strategy တခုကိုစနစ်ကြလေ့လာပါပွဲလို့ဟုတ်ပြီဒီမှာဆိုလို့ကျွန်တော်ကပါလဲmajor minor downtrend တခုရှိတယ်အဲ့ downtrend ကိုကျွန်တော်က broken ဖြစ်သွားတော့ကျွန်တော်တို့ဒီမှာဘာလို့လို့ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ long position ဝင်လို့ရတယ်အဲ့ဒါကျွန်တော်တို့ဒါ long position ဝင်လို့ရမယ်အထက်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘာလဲဆိုလို့ရှိရင်ဒီမှာ minor downtrend တခုရှိတယ်အဲ့လေးကိုကျွန်တော်တို့ break out လုပ်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ကပါလဲဒီနားမှာ long position ဝင်လို့ရမယ်အထက်ဒီနားမှာပါရှိမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါကိုmajor minor down up trend လေးတစ်ခုဖြစ်တဲ့အတွက်အဲ့လို break out ဖြစ်သွားတဲ့ကျွန်တော်တို့ဗာလေဒီနားမှာ short position တွေဝင်လို့ရမယ် and then ဒီနားမှာဗာရှိအောင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနားမှာmajor minor down trend တစ်ခုကျွန်တော်တို့က break out ဖြစ်သွားပြီးဒီနားမှာဗာလေကျွန်တော်တို့ down position တွေပြောင်းလို့ရမယ်ပေါ့အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့ကဗာလေဒီtrend line တွေအသုံးပြုပြီးကျွန်တော်တို့ဘယ်လိုပြောရမလဲအကျိုးမြတ်ရှာလို့ရတယ်ပေါ့ဒီ down trend trade တွေမှာကျွန်တော်အဓိကဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဓိကကကျွန်တော်ဗာလဲ coin ကိုကျွန်တော်တို့အရင်ဆုံးစပြီးတော့ကြည့်ပါကျွန်တော် coin တိုင်းတော့ trading မလုပ်စီချင်ဘူးကျွန်တော်ကို10 coin or 12 coin လောက်တော့တတ်မှတ်ထားလို့ရတယ်ပေါ့အရင်အများကြီးကြည့်ကြမလို့ကျွန်တော်တို့ကတခါတလေမှပဲကျွန်တော်တို့တေချာ pattern ဆွဲပြီးကျွန်တော်တို့သူ့နေရာရောက်မှာ trade ရဖြစ်တော့ကျွန်တော်တို့ကတိတ်ပြီးတော့နေတိုင်းတော့ကြည့်ကြမလို့ကျွန်တော်ဒီရောက်တဲ့အချိန်ကိုကျွန်တော်ထိုင်ဆောင်နေမှာပေါ့ဟုတ်ပြီကျွန်တော်အရင်ဆုံးလုပ်ရမှာဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ coin ကိုရွေးချယ်ရမယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ coin ရွေးချယ်နေမှာသူ့ရဲ့ buy ကြည့်ရမယ်ဆိုလို့ရှိရင်ဘောလုံးကြည့်ရမယ်နောက်ပြီးရင်သူ့ရဲ့ nature သူ့ရဲ့ဘယ်လိုပြောရမလဲသူ့ရဲ့ market nature ပေါ့ market nature ကြည့်ရမယ် market nature ကြည့်ပါလို့ရှိရင်သူ့ရဲ့ဘယ်လိုပြောရမလဲသူ့ရဲ့ဒီ road map ဘာညာပေါ့သူ့ရဲ့ဥစ္စာတော့အဲ့လောက်ကြီးကတော့မလိုဘူးပေါ့ကျွန်တော် trading လုပ်တာဖြစ်တဲ့တော့အဲ့လောက်ကြီးတော့မလိုဘူးဒါ investment ဘိုင်းနဲ့ဆိုင်ဝိုင်းဆိုတော့ကျွန်တော်တို့နောက်တစ်ခုကကြောက်ပါဆိုရင် strategy ပေါ့ strategy ကဘာလဲကျွန်တော်ခုနပြောတဲ့ strategy တွေပေါ့ဒီခု strategy ပြောမလုံးလောက်ဆိုလို့ရှိရင်ကိုယ့်ဘာကို YouTube မှာတွားပြီးတော့ဒါရိုက်ရှာပြီးတော့ကျွန်တော်ကြည့်လို့ရတယ်ပါလဲဆိုလို့ရှိရင် support and resistance တွေပါမယ်ပါလဲနောက်ပြီးလို့ရှိရင် channel တွေပါမယ်နောက်ပြီးလို့ရှိရင်ဘာလာအောင်လဲဆိုလို့ရှိရင်ဒီ market pattern တွေပေါ့ market pattern ကိုလည်းကျွန်တော်တို့ YouTube မှာရိုက်ရှာလို့ဆိုလို့ရှိရင်ကြည့်လို့ရပါတယ်market pattern တွေပါမယ်နောက်ပြီးလို့ရှိရင်ဘာတွေပါအောင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ trend line breakout တွေနဲ့ကျွန်တော်တို့ trading လုပ်လို့ရတယ်ပေါ့ဒါရက်ကျွန်တော်တို့ဒီတကယ် institute ရလဲဒီဥစ္စာကိုသုံးပြီးတော့ trade နေရပေါ့ကျွန်တော်တကယ် short term trade တွေပေါ့ကျွန်တော် day trade မှာဘာလို့ဒါတွေကအလုံးမလို့ဆိုလို့ရှိရင်တော့ဘယ်လိုပြောရမလဲဒီသူ့ရဲ့အားနည်းချက်တစ်ခုပေါ့ကျွန်တော်တို့ဒီ trading မှာကျတော့ဒီ short term trade တွေကဒီsupport resistance တို့ဒီ channel တို့ market pattern တို့ trend line တို့ကကျတော့ဒီဟိုမှာဒီ day trade တွေမှာကျတော့ဒီအားနည်းချက်လေးရှိရအောင်ဒါပေမဲ့ကျွန်တော်တို့ဒီ long term trade တွေမှာကျတော့ဒီ strategy ကအရန်အလုပ်တယ်ပေါ့ဟုတ်ပြီကျွန်တော်အခုသိသွားပြီဆိုလို့ရှိရင်ဘာကြီးသိသွားပြီဆိုလို့ရှိရင် coin ဘယ်လိုလုပ်ရှားမလဲသိသွားပြီ strategy ဘာ strategy သုံးရမလဲသိသွားပြီပေါ့နောက်ထပ်ကျွန်တော်တို့သိရမှာဆိုတာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဓိကအရေးကြီးပါတယ်အဲ့ဒါဘာလဲဆိုတော့ risk management ကျွန်တော်တို့ဘလောက်ပဲ trading မှာကိုဘလောက်ပဲကြည့်အောင်ကျွန်တော် trade ဒီ risk management မရရင်ဘာမှလုပ်လို့မရဘူးပေါ့ risk management အရင်ရေးကြည့်ပါတယ်ကျွန်တော် risk management မှာကျွန်တော်ဒီ long term trade မှာဆိုလို့ရှိရင်ကျွန်တော် risk management စပြီးပြောရမှာပါတယ်ဆို leverage နဲ့ capital ဆိုပြီးတော့ကျွန်တော်တို့ရှိရပေါ့ဟုတ်ပြီကျွန်တော်တို့ကဒီနားမှာအချိုးချလို့ရတယ်ပေါ့ capital ကိုကtrade ကိုကျွန်တော်တို့ဒေါ်လာ100ပဲသုံးမယ်ဆိုရင်ကျွန်တော်တို့ leverage ကိုကျွန်တော်တို့10x ဆိုတကောင်ကျွန်တော်တို့ 15x ကကျွန်တော်တို့ဂိတ်ဆုံးမယ် 15x 10x ကြားမှာကျွန်တော်တို့ trading လုပ်လို့ရတယ်ဥပမာကျွန်တော်တို့ 10x နဲ့ trade မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလိုပြောရမလဲဒီ down trend လေးတခုကကျွန်တော်တို့အကျိုးမြတ်များစွာရနိုင်တယ်ပေါ့ okay ကျွန်တော်ဒါလေးကို check ပြမယ်ပေါ့ okay ကျွန်တော်အကယ်၍ဒါကျွန်တော်ဒီနားမှာဒီမှာ double top
the bed top ဖြစ်လို့ကျွန်တော်တို့ကအကယ်၍ဒီနားမှာကျွန်တော်တို့ဝင်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒီကျွန်တော်တို့ရဲ့ဒီဘယ်လိုပြောရမလဲဒီ leverage နဲ့ဆိုလို့ရှိရင်ဒါအနည်းဆုံးဒါ2x $2x3 လောက်ကတော့ရဖို့ကတေချာတယ်ပေါ့ 2x ကတော့ပိုတေချာပေါ့ 2x တော့၎င်း3x တော့၎င်းရဖို့ကတော့ဒီ leverage နဲ့ဆိုလို့ရှိရင်ပို့ပြီးတော့တေချာတယ်ပေါ့ဘာလို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ risk ကနည်းသွားပြီပေါ့ကျွန်တော် leverage ကို short ချလိုက်ဖြစ်တယ်လေကျွန်တော်တို့က risk ကလည်းနည်းသွားမယ်နောက်လို့ရှိရင် capital management trade လည်းကျွန်တော်တို့ risk ကနည်းတဲ့အတွက်ကျွန်တော်တို့တိတ်ပြီးတော့ stress ဖြစ်စရာမလိုတော့ဘူးကျွန်တော် long term trade တွေကကြတော့ကျွန်တော်တို့ဒီ strategy တွေကလည်းကျွန်တော်တို့အဲ့လောက်ကြီးဟိုအရင်ရှုပ်ရှက်ခန့်နေအောင်ကျွန်တော်တို့ဒီ market ထဲမှာဆွဲရမဟုတ်တဲ့အတွက်ကျွန်တော်တို့က ACC လေး trade လုပ်လို့ရတယ်ပေါ့ဟုတ်ပြီဒီမှာကျွန်တော် risk management မှာဆိုလို့ရှိရင်ကျွန်တော် capital ပေါ့ capital တော့ကျွန်တော်တို့အကောင်းဆုံးတော့ဗာလဲဆိုလို့ရှိရင်ကို capital ရဲ့ 10x တော့ trade လို့ရတယ်ပေါ့10%လောက်ကတော့ကျွန်တော်တို့ trade လို့ရတယ် leverage မှာဆိုလို့ရှိရင်ကျွန်တော်တို့က 10x နဲ့ 15x ကြားယူတာကတော့အကောင်းဆုံးပဲပေါ့ကျွန်တော်တို့ဒီ long term trade တခုမှာဆိုလို့ရှိရင်တော့ဟုတ်ပြီဒါကကျွန်တော် long term trade တဲ့ရှင်းပြတာပေါ့ဒါလေးကျွန်တော် screenshot လေးရိုက်ထားမယ်ကျွန်တော် chat ထဲမှာလည်းပြန်ပြီးတော့ညှောက်ဝေပေးလို့ရတာပေါ့ okay long term trade မှာဆိုလို့ရှိရင်ကျွန်တော်တို့ဗာလဲ coin လာမယ် coin မှာဗာလဲ market volume မများစရာမလိုအရင်များစရာမလိုသူ market volume ဥပမာ million လောက်100 million လောက်ရှိလို့ရှိရင်ဒါ market volume ကောင်းတယ်လို့ပြောရမယ်နောက်ပြီးရင်သူရဲ့ market ရဲ့ nature ကိုကြည့်ရမယ်နောက်ပြီးရင်ကျွန်တော် strategy ဘာတွေသုံးမလဲ support resistance သုံးမယ် channel သုံးမယ် market pattern သုံးမယ် trend line သုံးမယ်နောက်တစ်ခုဗာလဲ risk management ပေါ့ risk management ကဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့က capital တစ်ခုနဲ့ကျွန်တော်တို့ကcapital amount တစ်ခုနဲ့ကျွန်တော်လုပ်မယ်ပေါ့ဥပမာကျွန်တော်တို့ account ရဲ့10% လောက် trade မယ်ဆိုလို့ရှိရင်လည်းရတယ်ပေါ့10% trade ချင်လည်း 5% လောက် trade မယ်ဆိုလို့ရှိရင်လည်းရတယ်နောက်လို့ရှိရင် leverage ကဘယ်လောက်လဲ 10x တော့၎င်း 15x တော့၎င်းတော့ရှူပေါ့ဟုတ်ပြီကျွန်တော်တို့ဒီမှာပြောစရာလို့ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့က target နဲ့ stop loss ကိုဘယ်လိုထားမလဲပေါ့ကျွန်တော်တို့ဘယ်လိုထားလဲဆိုလို့ရှိရင်ကျွန်တော်ကတော့stop loss ကိုကြတော့ကျွန်တော် fully ကျွန်တော်ရဲ့ margin နဲ့ fully loss ထားတယ်ပေါ့ full loss ပေါ့ full loss ထားတယ်ဥပမာကျွန်တော်ဒေါ်လာ100ချိန်မယ်ဆိုလို့ရှိရင်ဒေါ်လာ100အရှုံးခံတယ်ဘာလို့လဲဆိုတော့ leverage ကကျွန်တော်ဟိုအရင် short လုပ်ထားတဲ့အတွက်ကျွန်တော်က risk ကအရင်နည်းတယ်ပေါ့နောက်လို့ရှိရင်ကျွန်တော်ကနေရာတကယ် strategy ဒီသူ့ရဲ့ strategy နဲ့ဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့နေရာကိုပြန်ရောက်เสียရလဲဒီ loss ဖြစ်တဲ့နေရာကိုရောက်နိုင်เสียရလဲကျွန်တော်က chance ကနည်းတယ်ပေါ့ကျွန်တော်က TP ကိုဘယ်လောက်ယူလဲဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီမှာ 2x လောက်ကတော့ကျွန်တော်အနည်းဆုံးယူဖြစ်တယ်ပေါ့ကျွန်တော်တို့TP ကိုကျတော့ဥပမာဒေါ်လာ100ရင်းမယ်ဆိုလို့ရှိရင်တော့ဒေါ်လာ200လောက်ဖြစ်နိုင်တဲ့နေရာလို့ကျွန်တော် TP ထားတယ်ဒါမှမဟုတ်တစ်ခါပြလို့ရှိရင်တော့ 1.5x လောက်ဆိုရင်တော့မစိုးဘူးလို့ပြောပြရတယ်ပေါ့ကျွန်တော်တို့ဘာလဲဆိုလို့ရှိရင်ဒီမှာ loss ကမရှိဘူးဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ့လောက်ယူမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဆင်ပြေတယ်ပေါ့ဟုတ်ပြီကျွန်တော်ဒါလေးကိုကျွန်တော်နည်းနည်းငယ် recap လေးပြန်သွားခြင်းနဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးကျွန်တော် long term trade မှာဆိုလို့ရှိရင်ဘာလုပ်မှာလဲကျွန်တော်တို့ coin ကိုစပြီးတော့ရှာမယ် coin ကဘာလဲဆိုလို့ရှိရင်သူ့မှာ market volume အနေအထားတစ်ခုရှိရမယ်နောက်လို့ရှိရင်သူ့ market ရဲ့ nature ကလည်းကိုနားလည်နိုင်တဲ့ nature တစ်ခုဖြစ်ရမယ်နောက်လို့ရှိရင်ကျွန်တော်ဗာလဲ strategy ရှိရမယ် strategy ကဘာလဲဆိုလို့ရှိရင်ကျွန်တော် support resistance ရှိမယ် channel နဲ့ trader ရှိမယ် market pattern နဲ့သွားရှိမယ်နောက်ပြီး trend line နဲ့သွားရှိမယ်ဟုတ်ပြီ risk management ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ capital ကို 10% တော့၎င်း 5% တော့၎င်းသုံးလို့ရမယ်နောက်လို့ရှိရင်ဒေါ်လာ1000တန်ကောက်ဆိုလို့ရှိရင်ဒေါ်လာ100သုံးမယ်ဒေါ်လာ50သုံးမယ် okay တဲ့ it's fine ဖြစ်တယ် leverage ကိုကျွန်တော်အများကြီးမယူဘယ်လောက်ပဲယူမယ်ဆိုလို့ရှိရင် 10x တော့၎င်း 15x တော့၎င်းယူမယ်နောက်ပြီးကျွန်တော်တို့ target ကိုဘယ်လောက်ထားမလဲဆိုလို့ရှိရင်ကျွန်တော်တို့ full loss ပေးမယ်ကျွန်တော်တို့ဒေါ်လာ100ရင်ဒေါ်လာ100ရှုံးခံမယ်ဒါပေမဲ့ကျွန်တော်တို့ TP ကိုကြတော့ကျွန်တော်တို့ 2x လောက်တော့ကျွန်တော်ယူမယ်အနည်းဆုံး 1.5x လောက်တော့ကျွန်တော်တို့ယူလို့ရတယ်ပေါ့ဒါကကျွန်တော်တို့ down trend trade တခုကိုကျွန်တော်တို့ဘယ်လိုစဉ်းစားလဲဆိုတော့ကျွန်တော်ဘယ်လိုပြောညှောက်ပြဖြစ်ပါတယ်ဟုတ်ပြီအခုကကြောက်ပါဆိုတော့ကျွန်တော်တို့ short term trade ကိုတောင်း short term trade ကကျွန်တော်အရန်ခေါင်းလဲစားတယ်ကျွန်တော်တို့ဘယ်လိုပြောမလဲပြောရလဲအများကြီးပေါ့ဒါပေမဲ့ကျွန်တော်အသက်နိုင်ဆုံးနည်းနည်းငယ်ရှင်းပြပေးချင်ပါကျွန်တော်က short term trade သွားမယ်ဆိုလို့ရှိရင်ကျွန်တော် time frame ကို short ချလိုက်တာ time frame ကိုဘယ်လောက်သွားလဲဆိုလို့ရှိရင် daily မှာကျွန်တော်တို့ကဘာကြည့်လဲဆိုလို့ရှိရင် daily ရဲ့ bias ကြည့်ရဥပမာ daily ရဲ့ bias ဆိုတာဘာလဲဆိုတော့ကျွန်တော်ဒီနားမှာအနေငယ်လေးရှင်းပြပေးချင်ပါတယ် daily ရဲ့ bias ဆိုတာဘာလဲဆိုတော့ကျွန်တော်ဟုတ်ပြီ daily bias ဆိုတာဘာလဲဆိုတော့ကျွန်တော်ရှင်းပြခြင်းဘယ်လိုလဲဆိုတော့ daily ရဲ့ bias ကဘာလဲဆိုလို့ရှိရင်ကျွန်တော်ဥပမာဒီအောက်လိုပြန်သွားမယ်ပေါ့ကျွန်တော် daily candle တခြားဥပမာဒီ candle ကိုကြည့်မယ်ပေါ့ဒီဟာက1 April 25ဖြစ်တော့ candle stick ကိုခြောက်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ candle stick ကိုစပြီးကြည့်လိုက်မယ်ဆိုဒီ candle stick ကဘာဖြစ်နေလဲဆိုလို့ရှိရင်ကျွန်တော်တို့အရန်ကိုသူ့မှာ
bullish momentum အပြည့်ပါနေပေါ့ဘာလို့ဆိုရင်သူ့ရဲ့ candle တစ်ခုရဲ့ momentum body နဲ့ wick ကိုကြည့်မှဆိုလို့ရှိရင်ဒီမှာ bullish အရန်ပါနေဖြစ်တဲ့ကျွန်တော်ကဘာလဲဆိုရင် candle ဒါကကျွန်တော်တို့ bull trend ရဲ့ဘယ်လိုပြောရမလဲကျွန်တော်တို့ကို signal တစ်ခုပေးနေပေါ့သူက daily candle ကြီးကကြတော့များတော့အဖြစ်ဒီ trend တွေ momentum တွေကိုကျွန်တော်တို့ကအများဆုံးပေးရဖြစ်တဲ့ဒီသူ့ရဲ့ candle stick တစ်ချောင်းကြည့်လိုက်မှဆိုလို့ရှိရင်ဒီမှာ bullish ဖြစ်နေပြီးတော့ bullish ဖြစ်နေရဆိုပြီးဘာလို့ဆိုတော့ဒီမှာ aware တွေကအများကြီးဖြစ်နေပြီဒီ candlestick ချောင်း aware တွေကအများကြီးဖြစ်နေဆိုတော့ကျွန်တော်ကပါတယ်ဒီနေရာကဒီမှာ market ရဲ့အောက်ဆုံးနေရာလေးဖြစ်တယ်နောက်လို့ရှိရင်ဒီနားမှာ aware တွေအများကြီးလိုက်နေတဲ့နေရာဖြစ်တဲ့ကျွန်တော်ကပါတယ်ဒီနားမှာဆိုလို့ရှိရင် market ကဈေးတက်တော့မယ်ဆိုတော့ဘယ်လိုပြောအတန်တစ်ခုကျွန်တော်တို့ကစပေးနေပေါ့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်ကဒီ candlestick ကိုကြည့်မှဆိုလို့ရှိရင် market ကဘာဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အောက်မှာကျွန်တော်ခုနပြောလို့ wick ပေါ့ buying pressure တွေအများများဝယ်ဖြစ်တယ်ပေါ့အဲ့အတွက်ကျွန်တော်ကဘာလဲဈေးကဆက်သက်နိုင်တယ်ဆိုတော့ daily bias ကျွန်တော်တခုကိုစပြီးတော့ပြီးတယ်ပေါ့ကျွန်တော်စပြီးတော့ကျွန်တော်တို့ day trade မယ်ဆိုလို့ရှိရင်တော့ daily candle တော့မဖြစ်မနေကြည့်ရမှာပေါ့ဟုတ်ပြီကျွန်တော်တို့ daily candle ပြီးကျွန်တော်တို့က time frame တစ်ခုရှိရပေါ့ကျွန်တော်တို့ analysis time frame နဲ့ entry time frame ဆိုပြီးကျွန်တော်တို့ trading မှာကျွန်တော်တို့ time frame တစ်ခုရှိတယ်အဲ့တော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကို analysis လုပ်တဲ့ time frame လို့လောက်အောင်entry ဝင်တဲ့ time frame လောက်အောင်စပြီးတော့လေ့လာပေါ့ဟုတ်ပြီကျွန်တော် analysis လုပ်တာဆိုတော့ H1 မှာလုပ်တယ်ကျွန်တော် analysis နဲ့ entry time frame ဘယ်လိုခွဲလို့ရလဲဆိုတော့ကျွန်တော်ဒီမှာတစ်ချက်ပြမယ်ပေါ့ကျွန်တော်တို့အဲ့ဒါကတော့ကျွန်တော်တို့ဒါကို trade တဲ့ trade ပုံစံမျိုးမူတည်ရပေါ့ကျွန်တော်တို့ analysis မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ H4 ရှိမယ် daily ရှိရပေါ့ကျွန်တော်daily candlestick ဆိုလို့ရှိရင်ကျွန်တော် entry ဝင်တဲ့ time frame ကဘယ်လောက်ဖြစ်ရမလဲဆိုလို့ရှိရင် H1 ကျွန်တော် daily ကို entry ဝင်တဲ့ time frame H4 time frame ပေါ့4 hour time frame မှာဆိုလို့ရှိရင်ကျွန်တော် entry ဝင်တာက15 minutes ဖြစ်သွားမယ် H1 time frame မှာဆိုလို့ရှိရင်5 minutes ဖြစ်သွားမယ်15 minutes ဆိုလို့ရှိရင်1 minute time frame ဖြစ်သွားမယ်ပေါ့အဲ့လိုပုံစံနဲ့ကျွန်တော်တို့က entry ဝင်တယ်ပေါ့ကျွန်တော်တို့ဒီ short run trade ကကြောင့်ကျွန်တော်တို့က leverage ကိုအမြင့်ဆုံးထားရတယ်ပေါ့ဥပမာကျွန်တော်တို့ BTC ကိုကျွန်တော်တို့ trade မယ်ဆိုလို့ရှိရင် BTC ကိုကျွန်တော်တို့ဘယ်လောက် leverage ထားလဲဆိုလို့ရှိရင်106ကကျွန်တော်တို့ okay ဆိုပေါ့108ထားမယ် Ethereum နဲ့ထုံနည်းတူပဲဗာလဲကျွန်တော်တို့100x နဲ့ trade ကြမယ်ပေါ့ကျွန်တော်အဲ့ coin မှာဆိုလို့ရှိရင် market nature တကယ်ကောင်းတဲ့ coin ကိုကျွန်တော်ကရွေးရမှာဒါလည်းကျွန်တော်အချိန်ချင်းစမ်းမှုလို့ပဲကျွန်တော်ကသိရအောင်ကျွန်တော်ဆိုဘာကြီးရှိမယ်ဆိုရင် AV ရှိမယ်ကျွန်တော် Solana ရှိမယ် ATC ရှိမယ် XRP ရှိမယ် Link ရှိမယ်ဒါကျွန်တော်တို့ ad coin တွေထဲမှာကျွန်တော်trade တဲ့အများဆုံးပေါ့ကျွန်တော်ဒီလိုပြ market ရဲ့ volume လည်းကောင်းလို့နောက်ပြီးလို့ရှိရင် market structure ကလည်းအလုပ်လုပ်တာဖြစ်တဲ့ကျွန်တော်တို့ဒီ coin ကို trade တယ်ကျွန်တော်တို့အဲ့ coin နဲ့ဆိုလို့ရှိရင်ကျွန်တော် leverage ဘယ်လောက်ယူလဲဆိုလို့ရှိရင်58ကကျွန်တော်ရဲ့ case ဆုံးပေါ့58ကကျွန်တော်ရဲ့ case ဆုံး58နဲ့ trade တယ်ဒါပေမဲ့ Solana တော့ change တယ်ပေါ့ Solana ဆိုလို့ကျွန်တော်ဘယ်လောက်ယူလဲဆိုလို့ရှိရင်$80လောက်ကောင်ကျွန်တော်108လောက်ကောင်ယူတယ်ပေါ့ဒီ trading ရဲ့ကျွန်တော်အသက်ကကျွန်တော်ဗာလဲဆိုလို့ရှိရင်ဒါ concept တွေပေါ့ဘာ concept တွေလဲဆိုလို့ရှိရင် ICD နဲ့ SMC concept တွေနဲ့ကျွန်တော်ကဒီ day trading ကိုလုပ်ကြရပါအဓိကဒီ concept တွေကဘာလို့ဆိုလို့ရှိရင် liquidity နဲ့ order block တွေ order flow တွေကိုကျွန်တော်အခြေခံတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလဲဆိုလို့ရှိရင်ဒီ liquidity market ကနည်း liquidity ရှိတဲ့နေရာလာပြီးတော့ swing တာ၎င်း run တာ၎င်းဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကဘာလဲဆိုလို့ရှိရင်extra ကြီးရကြတော့ဒီ liquidity ပေါ်မှာအခြေခံတာဖြစ်တဲ့အတွက်ရှုပ်လဲရှုပ်တယ်လေးလာစရာရဲ့များတယ်နောက်ပြီးရင်ကျွန်တော်ကမှတ်သားစရာရဲ့များတယ်ပေါ့အဲ့အတွက်လည်းကျွန်တော်ကအဲ့လိုမှတ်သားစရာများလို့ကျွန်တော်ကဒီရေတိုသေးမှာကျွန်တော်က trading ပြုလုပ်နေဥပမာကျွန်တော်တခုပုံစံပြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပုံစံပြမယ်ဆိုလို့ရှိရင်ဒါလေးနေနော်နမူနာလေးပြချင်တယ်ပေါ့ okay ဒီဥစ္စာလေးဆိုတော့နမူနာလေးပြချင်တယ်ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလို့သတ်မှတ်လိုက်လဲဆိုရင်ဒါကိုကျွန်တော်က order block ပေါ့ order block ဆိုတဲ့အဓိပ္ပာယ်ဘာလဲဆိုလို့ရှိရင်ဒီနားမှာကျွန်တော်တို့ order တွေဝင်ထားတဲ့သူတွေရှိရပေါ့အဲ့လို order ဝင်ထားတဲ့သူတွေကျွန်တော်တို့ကဘာလဲဆိုလို့ရှိရင်ဒီနားကို market ကပြန်လာ react လုပ်ပြီးတော့ဈေးပြန်တက်နိုင်တယ်ဆိုတော့ယူဆချက်တစ်ခုပေါ့အဲ့လိုရှိရပေါ့ဒါ order block လို့ပဲဒါလို့အများကြီးသတ်မှတ်ထားရပါကျွန်တော်ကအဲ့လို order block ကိုလာထိပြီဆိုလို့ရှိရင်ကျွန်တော်တို့day trade ဒီမှာဘာလို့လဲဆိုလို့ရှိရင်ဒီနားမှာကျွန်တော်တို့ကပြန်ပြီးတော့လောင်းမှုဆိုရှင်ဝင်နေပေါ့နားလောက်မှာဝင်မယ်ကျွန်တော်တို့ stop loss ကို order block ရဲ့အောက်လေးနားမှာထားမယ်ပေါ့အဲ့လေးနဲ့ကျွန်တော်တို့ကဒါကို short လောင်းပုံစံဝင်လိုက်မယ်ဆိုရင်108လောက်ဆိုတာကအနည်းဆုံး2xလောက်ရှိတဲ့ trade တစ်ခုဖြစ်သွားမှာ sorry နားလောက်မှာဝင်မယ်ဆိုလို့ရှိရင်ဒါအနည်းဆုံး2x 1.5h လောက်တော့ရှိမယ်ပေါ့ဒီ trade ဆိုလို့ရှိရင် 1.5h လောက်တော့ရှိမယ်ဆိုတော့ trade တစ်ခုဖြစ်သွားမှာပေါ့ကျွန်တော်လည်းမနေ့ကဒီ select တစ်ခုနဲ့ entry ဝင်ရဖြစ်ပါတယ် okay အခုတော့ဆိုတော့ market ကအဲ့လောက်ကြီးမဖြစ်သေးဘူးကျွန်တော်ဒီနားမှာဆိုလို့ရှိရင်တော့ပြန် short လို့ရတယ်ပေါ့ကျွန်တော်ကဒီမှာကဘာလုပ်ရလဲဆိုလို့ကျွန်တော်တို့က daily high တွေ swing high တွေ swing low တွေ monthly high တွေ weekly high တွေနောက်ပြီးရှင်ဒီနောက် order block တွေ order flow တွေနောက်ပြီးရှင် liquidity တွေ fair value gap တွေ
imbalance အဲ့လိုကျွန်တော်အရန်လိုက်ကြည့်ရပါဒီမှာကျတော့ဘာလို့ဆိုအဲ့လိုနေရ liquidity ဖြစ်တာနေဖြစ်တဲ့ကျွန်တော်ကအဲ့လို liquidity ရှိတဲ့နေရာမှာ market ပြန်ပြီး react ပြန်လုပ်လို့ရှိရင်ကျွန်တော်အဲ့နေရာမှာကျွန်တော်ကဗာလဲ down position ဥပမာကျွန်တော်စပြီးဒီအခုအနေထားမှာကျွန်တော်ချက်ပြရတာကဘာလို့ဆိုရင်ဒီနားမှာကျွန်တော်တို့ကဗာလဲဆိုလို့ရှိရင် swing လို့ရှိရပါ swing လို့ဆိုတာကျွန်တော်ကဗာလဲဆို swing ကကျွန်တော်ဒီနားမှာပြန်လာပြီးတော့ market က reverse ဖြစ်ပြီးကျွန်တော်ဈေးပြန်တက်သွားပြီအဲ့နေရာကိုကျွန်တော်ကဗာလဲဆို swing လို့သတ်မှတ်လိုက်တယ်နောက်ပြီးအဲ့ swing လို့မှာကျွန်တော်ကဗာလဲဆိုဒီနားမှာ long position ရှိရတယ်ဖြစ်တဲ့အတွက်ကျွန်တော်ကဒီနားက liquidity ပြန်လာပြီးတော့ market ကပြန် swing တာဖြစ်တဲ့အတွက်ကျွန်တော်ကဒီနားမှာlong position ပြန်ဝင်မယ်ပေါ့ဟုတ်ပြီဒီ swing နေရာမှာကျွန်တော်တို့ long position ဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ stop loss လေးကိုကျွန်တော်ဆိုလို့ရှိရင်ဘယ်လောက်ယူမလဲဆိုလို့ရှိရင်ဒီ candlestick ရဲ့အောက်လေးမှာဘေးကဒီ candlestick ရဲ့အောက်လေးမှာယူထားမယ်ပေါ့ကျွန်တော်နည်းနည်းဆိုလို့ဆိုရင်ကျွန်တော် entry ဘယ်လောက်ယူပြန်ဆိုလို့ရှိရင်ဒီ swing height တော့လည်းကောင်း daily height တော့လည်းကောင်းကျွန်တော်က entry ပြန်ဝင်ဆိုလို့ရှိရင်ဒါတကယ်ကိုကောင်းမွန်တဲ့ long position တစ်ခုရအောင်မယ်အဲ့လိုမျိုးဆိုကျွန်တော်ကနေ့စဉ်နဲ့ညကျွန်တော်က trading ပြုလုပ်နေဖြစ်တော့ကျွန်တော်တို့က stress လည်းပိုများတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ entry ဝင်ရတဲ့ဥစ္စာလည်းကျွန်တော်စဉ်းစားရလဲအရင်ပိုခတ်တယ်ကျွန်တော်က long term လို့မဟုတ်ဘူး short term တမိုင်းရကြပါလဲဆိုလို့ကျွန်တော်ကဒီ ICT SMC concept တွေမှာအခြေခံတာဖြစ်တယ်ကျွန်တော်တို့တက်ကliquidity လည်းရှာတာဖြစ်တယ်နောက်ပြီးလို့ရှိရင်ကျွန်တော် error လည်းများတယ်နောက်ပြီးလို့ရှိရင်ဒီmarket ထဲမှာလည်းကျွန်တော် noise တွေလည်းအရင်များတယ်ပေါ့ကျွန်တော်ကဟုတ်ပြီကျွန်တော် H1 မှာဝင်နေဆိုရင်တော့ကျွန်တော်ကဘယ်လောက်ထိစဉ်းကြရဲဆိုတော့ကျွန်တော် entry time frame က5 minute ဖြစ်တဲ့အတွက်ဒီ5 minute မှာဖြစ်သွားတယ် market react ဖြစ်သွားတဲ့ပုံစံမျိုးကျွန်တော်တို့ကနားလည်အောင်ကြည့်ရတယ်ပေါ့ကျွန်တော်တို့ market ကဥပမာကျွန်တော်တို့ဒီ15 minute မှာတော့ market ကဘယ်သွားလို့ဘယ်သွားခြင်းပဲမသိတဲ့နေရာမှာကျွန်တော်တို့က5 minute လောက်ထိကျွန်တော်ကစဉ်းကြည့်ပြီးတော့ market ရဲ့တကယ်အလုပ်လုပ်နေနေချောက်ကျွန်တော်တို့ကနားလည်အောင်လုပ်ရတယ်ပေါ့အဲ့လိုမှပဲကျွန်တော်တို့ကဒီ short term trade တွေမှာကျွန်တော်တို့အကျိုးမြတ်ကိုရှာနိုင်မှာဖြစ်တယ်ပေါ့ဟုတ်ပြီ short term trade ကကျွန်တော်တို့ဗာလဲrecap လေးကျွန်တော်ပြန်သွားခြင်းပါတယ်ဘာဖြစ်လဲဆိုရင် short term trade ကဗာလဲ stress များမယ်ကျွန်တော်တို့အဓိကသုံးတဲ့ concept တွေကဗာလဲ ICT SMC လို့ concept တွေသုံးမယ်ကျွန်တော်က liquidity ပေါ်မှာအခြေခံတာဖြစ်တယ်နောက်ပြီးလို့ရှိရင်ကျွန်တော်က leverage ကိုအများကြီးယူရတယ်ကို risk ဆိုလို့ရှိလို့ရှိရင်ကျွန်တော်ကအနည်းဆုံး short နိုင်မှ short ယူရတယ်နောက်ပြီး capital ရဲ့ 1% တော့လည်းကောင်း 2% တော့လည်းကောင်းအဲ့လောက်ပဲ trade တာကျွန်တော်အားပေးတယ်ပေါ့အဲ့လောက်မှပဲကျွန်တော်က safe ဖြစ်မှာပေါ့ market မှာကျွန်တော် safe ဖြစ်မယ်နောက်ပြီး supply လုံးနိုင်မှာပေါ့ leverage အရင်ယူတာဖြစ်တယ်ကျွန်တော်ကတန်းလေးတော့ထိတ်မယ်ဆိုလို့ရှိရင်တော့အဲ့ trade တခုကျွန်တော် solo ထိပါဆိုရင်တော့ကျွန်တော်ကနစ်နေပါပဲလေပြီးတော့ကျွန်တော်ကဗာလဲဆိုလို့ရှိရင်ကျွန်တော် capital ရဲ့5% လောက်ကတော့အလွန်ဆုံးပဲပေါ့ 5% လောက်ပဲ trade မယ် trade တင်တာပေါ့ကျွန်တော်တကယ်ဒီ Ruben day trade ကကျတော့အဲ့လောက်ပဲ trade အခုလို့ရှိရင်ကျွန်တော်ကဗာလဲ leverage ကိုအလွန်ဆုံးယူမယ် stress လည်းဖြစ်မယ်ပေါ့အဲ့တော့ကျွန်တော်ကဗာလဲscope ကိုဘက်က safe ဖြစ်နေအောင်ကျွန်တော်ကလုပ်ရမယ်ပေါ့ဟုတ်ပြီကျွန်တော်ဒီနေ့ဗာလဲအဓိကပြောရတာက long term trade နဲ့ short term trade ကိုဘယ်လိုအလုံးလုံးနေလဲဆိုတော့ကျွန်တော်ညှော်ပြတာဖြစ်ပါတယ်long term trade ကဗာလဲကျွန်တော်တို့ဒီကျွန်တော်က position တစ်ခုကို string ပုံစံမျိုးလေးပို့ရဖြစ်တဲ့ကျွန်တော်ကဗာလဲ support resistance တွေ channel တွေအဲ့အသုံးပြီးကျွန်တော်က trade တယ်ဒီ short term trade မှာကျတော့ဗာလဲကျွန်တော် SMC ICT လိုမျိုးကျွန်တော်တို့ concept တွေအသုံးပြုပြီးတော့ကျွန်တော်တို့ trading လုပ်တယ်ပေါ့ဟုတ်ပြီဒီနေ့မှာကျွန်တော်ဒါတို့ဒီနှစ်ခုကိုမျှဝေပေးတာဖြစ်ပါတယ်ပေါ့ကျွန်တော်တို့ဒီနေ့မှာတော့ဒီ short term နဲ့ long term နှစ်ခုကျွန်တော်မျှဝေပေးဖြစ်ပါတယ်နောက်နေ့မှာလည်းဘယ်လို content တွေနောက်ပြီးလို့ရှိရင်ဘယ်လို trading knowledge ကိုမျှဝေပေးမလဲဆိုတာကိုကျွန်တော်ရဲ့ဒီ limit trading channel မှာနောက်နေ့မှာလည်းကျွန်တော်ဒီလိုပုံစံလေးနဲ့ကျွန်တော်မျှဝေပေးဖို့ရှိပါတယ်ခင်ဗျဟုတ်ပြီကျွန်တော်ရဲ့ဒီ channel လေးကိုကြိုက်နေတဲ့အခုဗီဒီယိုလေးကြိုက်နေတဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကိုlike and subscribe ပေးလုပ်ခဲ့ပြီးဖို့ပြောချင်ပါတယ်ခင်ဗျနောက်လို့ရှိလို့ရှိရင်လည်းကျွန်တော်ရဲ့ဒီ Telegram channel ကိုလည်းကျွန်တော်တို့ join ပြီးတော့ကျွန်တော်တို့ဒီနေ့စဉ်နဲ့ညတင်နေတဲ့ဒီ content တွေကိုလည်းဖတ်ပြီးတော့ဒီကနေလည်း knowledge တွေရယူနိုင်ပါတယ်ခင်ဗျအားလုံးပဲကျေးဇူးပါကျွန်တော်ရဲ့ video လေးကိုအချိန်ပေးပြီးနားထောင်ပေးခဲ့တဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ